မြတ်စွာဘုရားဟောကြားတဲ့စကားနှခွန်းကိုမှတ်သားကြဖို့ပါဘုရားကိုယ်တိုင်ဟောခဲ့တာအဆိုးဆုံးဒုက္ခဆိုတာဘာလဲအကောင်းဆုံးချမ်းသာဆိုတာကဘာလဲလို့လောကလူသားတွေရောအဆိုးဆုံးဒုက္ခကိုသိကြရဲ့လားအကောင်းဆုံးချမ်းသာဆိုတာကိုရောသိကြရဲ့လားလို့လောကလူသားတွေကချမ်းသာလို့ထင်နေတဲ့အရာတွေရောတကယ်ချမ်းသာတာဟုတ်ကဲ့လားမြတ်စွာဘုရားသခင်ကိုရောမြတ်ဟောတဲ့အခါမှာဘုရားပွင့်လို့ဘုရားတရားနာရတဲ့အခါမှာအဆိုးဆုံးဒုက္ခဘာဆိုတာကိုသိခွင့်ရကြတယ်အဆိုးဆုံးဒုက္ခသိခွင့်ရကြတယ်လို့အကောင်းဆုံးချမ်းသာဆိုတာကိုလည်းပဲရွေးချယ်နိုင်လာတယ်အဲ့ဒါလို့မရွေးချယ်တတ်ခင်ကဘာဖြစ်လဲလို့ဆိုရင်ချမ်းသာလို့ထင်ပြီးတော့ကြိုးစားအထုတ်နေကြတာချမ်းသာမရဘဲနဲ့ဆင်းရဲတွေကြီးပဲရနေကြတယ်လူအသီးသီးတရားအသီးသီးဟာကိုယ့်ဘဝကိုပြန်လည်စဉ်းစားကြည့်မယ်ဆိုရင်ချမ်းသာတစ်ခုရလိမ့်နိုးနိုးနဲ့ချမ်းသာနိုးနိုးနဲ့လှုပ်လာလိုက်တာရလာတာတွေကဒုက္ခတွေကြီးပဲဖြစ်ပြီးတော့နေတတ်တယ်ပေါ့ဒါကြောင့်မို့လို့တရားနာတဲ့ဆိုတာမြတ်စွာဘုရားဟောလို့အမှန်သိရဖို့ဒီတရားကိုနာကြမှန်သိတာရင်ရွေးချယ်တတ်လာတယ်လောကမှာစီးပွားရေးလုပ်တဲ့ပုဂ္ဂိုလ်တွေလည်းပစ္စည်းကောင်းတယ်မကောင်းဘူးလို့ကဲ၍မသိဘူးဆိုလို့ရှိရင်အတုကိုအစစ်ထင်အစစ်ကိုအတုထင်ကောင်းတာကိုမကောင်းဘူးထင်မကောင်းတာကိုအကောင်းထင်ပြီးတော့ဝယ်ယူသုံးစွဲလိုက်မယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့လိုအပ်ချက်မပြည့်စုံမယ်နဲ့စိတ်ဆင်းရဲမှုကြုံရတာဒါကလောကမှာသဘာဝရှိတယ်အဲ့တော့အကောင်းဆုံးခွဲခြားတတ်ဖို့ဆိုတာလူတိုင်းမှာခွဲခြားနိုင်တာမှမဟုတ်ပဲတန်တရားနဲ့ပတ်သက်တဲ့အကောင်းဆုံးကြတော့ပို့ပြီးတော့ခွဲခြားဖို့ခက်ခဲတယ်လောကပစ္စည်းတွေတောင်မှအတုပစ္စည်းထုဆိုတာအများကြီးပေါ်တာအဲ့လိုအတုအယောင်ကိုအစစ်မှန်ထွင်ပြီးတော့ယူမိပြီဆိုလို့ရှိရင်ကိုလိုအပ်တဲ့အကျိုးမပြည့်ုံမကအတုကနေကိုဒုက္ခပေးလိုက်တာတွေစပါစို့စေဝါအတုကိုသုံးပြီးလို့ရှိရင်နောက်ဆက်တွဲဆိုးကျိုးတွေပါရတယ်အဲ့ဒါကြောင့်မို့စစ်တုခွဲခြားသိဖို့ဆိုတာအမှန်တမ်းအရေးကြီးတာတာမန်ပစ္စည်းဝတ္ထုတောင်မှအစစ်တုခွဲခြားသိဖို့ခက်တယ်ဆိုရင်တန်တရားခရီးကိုရှောင်လန်းနေကြတဲ့ဘုန်းကြီးတို့တွေဘယ်ဆင်းရဲကအဆိုးဆုံးဘယ်ဒုက္ခကအဆိုးဆုံးဒုက္ခလဲဘယ်ဒုက္ခကဘယ်ချမ်းသာကအကောင်းဆုံးချမ်းသာလဲဆိုတာသိဖို့ပိုခက်တာပေါ့အဲ့တော့မြတ်စွာဘုရားဟောတာကိုအရင်မှတ်သားကြရအောင်မြတ်စွာဘုရားဟောတဲ့စကားလုံးမှာတူတူလေးပဲမှတ်မိနိုင်လောက်တယ်နတ္ထိခန္ဓတမဒုက္ခခန္ဓတမခန္ဓာနဲ့တူတဲ့ဒုက္ခဆင်းရဲမျိုးသည်နတ္ထိမရှိခန္ဓာလောက်ဆိုးတဲ့ဆင်းရဲဒုက္ခမျိုးမရှိဘူးလို့ဆိုလိုတာလူတိုင်းရထားတာဘာရတာတော့ဆိုခန္ဓာရထားတာအဲ့ဒီရထားတဲ့ခန္ဓာကိုမေးကြည့်လိုက်မယ်ဆိုရင်လူတိုင်းကချမ်းသာလို့ဒီလိုထင်တာမြတ်စွာဘုရားဟောတာဒါချမ်းသာမဟုတ်ဘူးဆင်းရဲဒုက္ခကြီးကိုရထားတာလို့ဒါကြောင့်မို့ခန္ဓတမဒုက္ခခန္ဓာနဲ့တူတဲ့ဆင်းရဲဒုက္ခမျိုးဟာနတ္ထိမရှိဘူးလို့ဆိုထားတော့ခန္ဓာဟာအဆိုးဆုံးဒုက္ခလို့ဒီလိုပြောတာနော်ကိုရထားတဲ့ခန္ဓာဟာအဆိုးဆုံးဒုက္ခပဲဒါကတာမန်ပုဂ္ဂိုလ်တွေအနေနဲ့မမြင်ဘူးဆိုးတာဘာလို့ဆိုးတာပါလဲဆိုတာမြင်ကြမှမြင်တယ်ပစ္စည်းအတုကိုအကောင်းထင်တာကောင်းထင်နေတဲ့ပုဂ္ဂိုလ်တူဟာထိုပစ္စည်းအတုကိုပဲကောင်းထင်နေသည့်အတွက်ကြောင့်ကောင်းလို့ပဲသတ်မှတ်နေအောင်ပါပဲသူကအဲ့ဒါလိုပဲခန္ဓာရထားလို့
လောကမှာပြောရတယ်ရှင်ရတယ်ဆိုချမ်းသာလို့လူတွေကဒီလိုထင်ကြတယ်တရားဝါတွေအလုံးဒီတိုင်းပဲထင်တော့မြတ်စွာဘုရားဟောလိုက်တဲ့အခါမှာမျက်လုံးပြူးကြတကယ်ကိုတက်တန်းရှည်တဲ့ဗြဟ္မာကြီးတွေဆိုလန့်ဖြန့်သွားတယ်သူတို့ခန္ဓာကိုနေဆထာဝရလို့ဒီလိုအောင်းမိထားတာမြတ်စွာဘုရားကအကန့်အသတ်ရှိတယ်ထာဝရပြောင်းလဲနေတယ်မမြဲတဲ့သဘောတွေဆင်းရဲတဲ့သဘောတွေကိုယ့်လိုတိုင်းမဖြစ်ဘူးဆိုတဲ့သဘောတွေကိုထောက်ပြဟောပြောလိုက်တဲ့အခါမှာအလုံးဟာထိတ်လန့်တုန်လှုပ်သွားကြတယ်။ဘာလို့လဲဆိုတော့စွန့်လွှဲရမှာကိုလောကလူဟာငကိုယ်တည်းကမကောင်းမှန်းသိရတဲ့နေရတဲ့ပုဂ္ဂိုလ်ကစွန့်လွှတ်ဖို့မခက်ဘူး။ကောင်းတယ်လို့ထင်ထားတဲ့ပုဂ္ဂိုလ်တယောက်ကစွန့်လွှတ်ဖို့ကြတော့ပိုခက်တယ်။ဘာလို့လဲဆိုတော့ तू ကဆုပ်ကင်ထားတာနော်။မကောင်းဘူးလို့သိတဲ့ပုဂ္ဂိုလ်ကမကောင်းဘူးအခြေအနေမှန်ကိုသိထားတဲ့ပုဂ္ဂိုလ်တယောက်ကစွန့်လွတ်ရအောင်တော့အခြေအနေရစုပ်ကင်ထားရအောင်တော့စွန့်လွတ်တဲ့အခါမှာတိတ်ပြီးတုံလုံးမှုမရှိဘူးကောင်းတယ်လို့ထင်ပြီးတော့စုပ်ကင်ထားတဲ့ပုဂ္ဂိုလ်ကပိုဆင်းရဲတယ်ပေါ့နတ္ထိခန္ဓာတမဒုက္ခနောက်တစ်ပိုင်းကအကောင်းဆုံးချမ်းသာဆိုတာကြတော့လေလောကလူတွေကမျိုးမျိုးတွေ့ကြတယ်။ကောင်းဆုံးချမ်းသာဆိုတာကိုယ်ကြိုက်နဲ့ကိုယ်ကြိုက်အောင်ရွေးချယ်ကြ။မြတ်စွာဘုရားရွေးပြတဲ့အကောင်းဆုံးချမ်းသာကဘာလဲဆိုရင်နတ္ထိတန္တိပရံဒုက္ခတန္တိပရံခန္ဓာ၅ပါးကြီးငြိမ့်သွားတယ်ဆိုတဲ့တရားအလွန်ရှိဒုက္ခချမ်းသာမှန်သမျှနတ္ထိတန္တိပရံဒုက္ခတန္တိပရံငြိမ်းချမ်းမှုတဲ့တာလွန်တဲ့ဒုက္ခချမ်းသာဆိုတာနတ္ထိမရှိခန္ဓာ၅ပါးကြီးချုပ်ငြိမ်းသွားလို့ရလာတဲ့ချမ်းသာနဲ့တူတဲ့ချမ်းသာမျိုးလောကမှာမရှိဘူးဆိုဒါကအကောင်းဆုံးချမ်းသာလို့ပြောတာခန္ဓာရှိနေတာကအဆိုးဆုံးဒုက္ခခန္ဓာချုပ်ငြိမ်းသွားတာကမှအငြိမ့်တတ်ကမှတကယ်အကောင်းဆုံးချမ်းသာလို့အဲ့ဒီနှစ်ခုဟာတပြိုင်နက်မရနိုင်တာဖြစ်သောကြောင့်ခန္ဓာရှိနေဒုက္ခရှိနေသေးတယ်ဒါကြောင့်တပြိုင်နက်မရနိုင်လို့အဆိုးဆုံးဒုက္ခတွေချုပ်ငြိမ်းမှအကောင်းဆုံးချမ်းသာဆိုတာရနိုင်တယ်အဲ့ဒီလိုဆိုတာတော့အဆိုးဆုံးဆိုတာရဲ့အကောင်းဆုံးဆိုတာဒီစကားလုံးကိုကြည့်လိုက်မယ်ဆိုရင်တိတ်မဆိုးတဲ့ဒုက္ခလည်းရှိတယ်လို့ပြောရမှာတိတ်မဆိုးတဲ့တိတ်ဒီအကောင်းစားကြီးမဟုတ်တဲ့ချမ်းသာလည်းရှိတယ်လို့ဒီလိုပြောရမှာပေါ့အဲ့ဒါလို့မြတ်စွာဘုရားအနေနဲ့အခုလို့ဒီဒေသနာတော်စကား2ရပ်ကိုဓမ္မပဒပါဠိတော်မှာဟောထားတာအဲ့ဒါကိုရှင်းလင်းပြီးတော့ဘုန်းကြီးတို့တွေမှတ်သားကြရအောင်ဘာဖြစ်လို့ခန္ဓာနဲ့တူတဲ့ဒုက္ခမရှိဘူးခန္ဓာဟာအဆိုးဆုံးဒုက္ခလို့ဘာကြောင့်ပြောတာလဲလို့လက်လန်းမိန်တို့များစဉ်းစားကြည့်ရခန္ဓာငြိမ်းသွားတဲ့ချမ်းသာတဲ့တာတဲ့ချမ်းသာမရှိဘူးလို့ဘာဖြစ်လို့ဒီစကားကိုမြတ်စွာဘုရားဟောရတယ်လဲဘုန်းကြီးတို့တွေအသိဉာဏ်နဲ့မှသိနိုင်တယ်စဉ်းစားဆင်ခြင်ပြီးတော့ကြည့်ကြရမှာပေါ့ကဲကောင်းပြီခန္ဓာရထားခန္ဓာဆိုတာကိုယ်တဏ္ဍာမှာရှိနေတဲ့အကျဉ်းချုပ်ပြောရင် mind နဲ့ body ပေါ့ mind ဆိုတာအာယုန်နဲ့တွေ့တဲ့အခါမှာသိတဲ့သဘောတရား body ဆိုတာအဲ့ဒီ mind ရဲ့တရားလူတွေကိုယ့်အကိုစဉ်းစားကြည့်ကိုယ်မှာရုပ်ခန္ဓာကြီးနဲ့နာမ်ခန္ဓာဒီတစ်ခုပဲရှိအဲ့ဒါကိုနာမ်ခန္ဓာကိုအသေးစိတ်ထပ်ခွဲလိုက်တဲ့အခါကျတော့အာယုန်နဲ့တွေ့ပြီးတော့ခံစားတဲ့ဝမ်းသာတယ်ဝမ်းနေတယ်ဆိုတဲ့ချမ်းသာတယ်ဆင်းရဲတယ်ဆိုတဲ့ခံစားမှုတွေဒါဝေဒနာခန္ဓာလို့ခေါ်
အာယုန်နဲ့ဆုံလိုက်တာနဲ့တပြိုင်နက်စိတ်ထဲမှာမှတ်သားတတ်တဲ့အလေးထားသဘာဝတရားရှိတယ်နောက်တစ်ခါပြန်သိရင်အဲ့ဒီအမှတ်နဲ့ပဲသိတယ်အဲ့ဒီမှတ်သားတဲ့သဘောကလည်းပဲဒုက္ခပေးတတ်တဲ့သဘောဖြစ်သောကြောင့်သူ့ကိုသီးသန့်ခန္ဓာတစ်ခုအနေနဲ့ဖွဲ့စည်းပြီးတော့တင်ញက်ခန္ဓာလို့ပြောတယ်လူတွေကကောင်းတယ်လို့မှတ်ထားလိုက်လို့ရှိရင်တစ်သလုံးကောင်းတယ်လို့ထင်နေတာကိုကောင်းတယ်လို့ထင်နေတဲ့အရာတစ်ခုမှမယ်လှတယ်လို့ထင်နေတယ်ဆင်ပြေတယ်လို့ထင်နေတယ်အဲ့ဒီအထင်လေးအမြင်လေးကိုကဒုက္ခပေးသွားတာနောက်ပိုင်းအဲ့ဒီအထင်အမြင်လေးတွေကိုတင်ញက်ခန္ဓာလို့ခေါ်တာဒုက္ခပေးတဲ့ထဲမှာသူကလည်းပဲဒီအထောက်ခုအများကြီးဖြစ်စေတယ်ပေါ့တခုတည်းနဲ့ကဒုက္ခမပေးဘူးခန္ဓာတွေကစုပေါင်းပြီးဒုက္ခပေးကြတာသင်္ခါရဆိုတာခံစားဖို့အတွက်မှတ်ထားတဲ့အတိုင်းမရရအောင်ကြိုးစားအထောက်မှုဆိုတဲ့သဘာဝနံတရားတွေအဲ့ဒီမဲ့ဝီရိယဆိုတာပါတယ်သန္တာဆိုတာပါတယ်လောဘဆိုတာပါတယ်နော်ဒေါသဆိုတာပါတယ်အဲ့ဒါတွေကိုသင်္ခါရခန္ဓာလို့ခေါ်တယ်တခါဝိညာဏတဲ့ဝိညာဉ်နဲ့ခန္ဓာအသိစိတ်ကလေးအဲ့ဒီအသိစိတ်လေးကဝိညာဉ်နဲ့ခန္ဓာဆိုဟောနာမ်ခန္ဓာက၄ပါးရုပ်ခန္ဓာကတစ်ပါးအဲ့ဒီခန္ဓာကိုမြတ်စွာဘုရားကဒုက္ခလို့ဒီလိုဟောတာသူ့တဲ့ဆိုးတဲ့ဒုက္ခလောကမှာမရှိဘူးတဲ့ဘာဖြစ်လို့မရှိသလဲစဉ်းစားကြည့်တော့အကြမ်းပြင်းစဉ်းစားကြည့်လိုက်ရင်ကိုပဲသိတယ်ဘုန်းကြီးတို့တွေလူဘဝရလာကြတယ်မနဲ့အိယာထားတယ်ဘုဒ္ဓတာဝန်တွေလောက်ရလဲလို့ဆိုဒီခန္ဓာရဲ့တာဝန်တွေလောက်တာဒီခန္ဓာတာဝန်တရားတွေကိုဖြည့်ဆည်းကြလူတိုင်းမနဲ့အိယာထားတာနဲ့တပြိုင်နက်ဟုတ်လားတန်ရှင်းရေးလုပ်ရတယ်တွိုင်းလက်ဝင်ရတယ်နော်ကော်ဖီဖြော်တိုက်ရတယ်သူ့အတွက်မလှအောင်မဝအောင်ကျွေးဖို့အတွက်မသွားခြင်းမနဲ့သွားရတယ်မလုပ်ချင်တာတွေလုပ်ရတယ်မပြောချင်တာတွေပြောရတယ်ရှာရတယ်ဖွေရတယ်အကုန်လုံးဘု து အတွက်လဲဆိုသူ့အတွက်လူတွေကသူ့အတွက်ဆိုတာကိုတခါဟုတ်မဟုတ်တဲ့လူကိုသွားချသေးတယ်တရားခံရွေးတာမှားနေသေးတယ်သူ့အတွက်ငါအတွက်တကယ်တော့အားလုံးလုံးနေတာခန္ဓာအတွက်လုံးနေကြတာဒီလိုမြင်လို့ရှိရင်သူ့အတွက်ဆိုတာခန္ဓာအတွက်ပြောတယ်နော်သူ့အတွက်လုံးနေကြတာတနေ့နဲ့ပြီးလားဆိုမပြီးဘူးနောက်ရလဲဒီတိုင်းသွားနောက်ရလဲဒီတိုင်းသွားမတည်မချင်းဒီတိုင်းသွားကောင်းပြီဒီလောက်ကိုကပြုစုထားတဲ့ခန္ဓာကမနေ့ကတည်းဒီနေ့အိုးလာခဏတဲ့နဲ့ဖြန့်ချပိုးအိုးလာစပင်နဲ့ချင်ပါတယ်ဆိုမှတစ်ချောင်းပြီးတစ်ချောင်းဖြူလာမျက်စိကြည်လင်ခြင်းပါတယ်ဆိုမှမှုံလာနားမလေးခြင်းမဲ့နဲ့လေးလာပေးမတွန့်ညင်လို့ကြိုးစားပြီးပဲတွန့်လာဟောကိုလှုပ်ကြွေးသမျှပြန်ပြီးတော့ခြေဆုပ်ဆက်မယ်လို့မအောင်မိတ်ကိုမဖြစ်စေချင်တာတွေကြီးပဲခုံဖြစ်ကုန်တတ်နိုင်ရင်လားလူကဘာမှမတတ်နိုင်ဟုတ်ကဲ့လက်လျှော့လိုက်ရတာပဲမဟုတ်လားအသက်ရွယ်ကြီးလာတဲ့တပြိုင်နက်အကုန်လုံးလက်လျှော့လိုက်ရပြီလေပထမတော့ဟုတ်တဲ့ရောင်ထင်တာပေါ့ဟုတ်တဲ့ရောင်ထင်တာပေါ့ကလေးလေးဘဝကနေပြူလူပြူဘဝဟုတ်တယ်လို့ပဲထင်အဲ့ဒီကနေအရွယ်လေးကအလတ်ဆန်းရောက်လာနောက်တစ်ပြေးပြေးကြီးလာဟုတ်ကနေပြီးနောက်ပိုင်းကျမဟုတ်ဖြစ်လာအကုန်ပြောင်းလဲလာတက်ကြီးလာတာနဲ့တပြိုင်နက်ယိုယွင်းပြီးတော့ရော့ဆင်းလာတဲ့သဘောတွေကိုလှုပ်တာကပိုကောင်းအောင်ကြိုးစားတာပိုမကောင်းပြိုဆင်းသွားတာပဲတဖြည်းဖြည်းရော့ကျသွားတဲ့သဘောတွေအမှန်တမ်းထင်ရှားဒါတွေကမစဉ်းစားရင်သိလာလို့ဆိုမစဉ်းစားရင်တော့မသိဘူးစဉ်းစားပြီးတော့ပေးရမယ်တဲ့မြတ်စွာဘုရားသုတ်တန်တစ်ခုမှာဟောထားတာအမှန်တမ်းရှင်းတယ်ယောဘိက္ခွေရူပတ္တဥပ္ပါဒောဒုက္ခတေသောဥပ္ပါဒောရုပ်တရားရဲ့ဖြစ်ပေါ်လာမှုဟာဒုက္ခရဲ့ဖြစ်ပေါ်လာခြင်းပဲဒါဖြင့်ဘုန်းကြီးတို့တွေရုပ်ရလာတာဝေဒနာရလာတာသင်ညာသင်္ခါရဝိညာဉ်လို့ဆိုရင်ခန္ဓာ၅ပါးရလာတာဘာရတာတုံးလို့မေးဒုက္ခရတယ်လို့ပဲပြောဒါရှိလို့ problem တွေအားလုံးဟာဒီပေါ်မှာတက်လာ
စီးပွားရေးလည်းအဆင်ပြေတယ်လူမှုရေးလည်းအဆင်ပြေတယ်ဘာမှမပူရဘူးသားလိမ္မာသမီးလိမ္မာမိသားစုကလည်းလိမ္မာတယ်အားလုံးဘာမှမပူရဘူးဆိုတဲ့လူတွေဟာတကယ်မပူရတာဟုတ်ကလားကိုယ့်ကိုစစ်စစ်နော်ဘယ်သူမှမပူရရင်ကိုယ့်ကိုယ်ပူအောင်မှာပဲလူဆိုတာဒါကြောင့်မို့လို့လူတစ်ခုပူမှုရတဲ့ဆဲကလေးတဲ့နဲတောင်နဲသေးနော်နဲတောင်နဲသေးအဲ့တော့ပူရတယ်လို့ဆိုကြတဲ့ကပူရတာဟာချမ်းသာမှမဟုတ်တာဒုက္ခကြီးပဲပေါ့အဲ့တော့ခန္ဓာနဲ့ပတ်သက်တဲ့ဆင်းရဲဒုက္ခတွေဟာအလုံးမကြီးမားတယ်လွန်ကြီးမားတယ်ဒါကနေ့စဉ်ပြုစုလှုပ်ကြွေးရတဲ့ချမ်းသာလှုပ်ကြွေးရတဲ့ဒုက္ခကြီးကအမြဲတမ်းကြီးတယ်ဒီလိုကြီးမားတဲ့ဒုက္ခကြီးကြီးမားတဲ့တာဝန်ကြီးကိုထမ်းဆောင်နေတဲ့ဈာတဲ့ကယိုယွင်းပျက်စီးပြီးတော့လာတဲ့တော့ကြဟိုနာနာလိုက်ဒီနာနာလိုက်ဟိုယောဂရလိုက်ဒီယောဂရလိုက်ဆေးတောက်လိုက်ရနော်ဆရာဝန်စီသွားလိုက်ရဆေးကုလိုက်ရအမှားပြေတယ်မရလို့နိုင်ငံခြားအထိသွားကုတာဘယ်သူလဲဒီခန္ဓာပဲပေါ့ခန္ဓာဒုက္ခပေးနေတာလေအခုလိုအရက်ထဲမှာကျမ်းမာတဲ့လူတွေကိုကြည့်လိုက်လို့ရှိရင်လူတွေကကျမ်းမာလိုက်ကြတာသွားလာလှုပ်ရှားလို့အကုန်လုံးအကောင်းကြီးလို့ထင်တာတစ်ဖက်ကနေသွားကြည့်လိုက်ဆေးုံဆေးကန်းသွားကြည့်လိုက်စားလဲပြီးတော့အလိုလေးအမက်လေးတွေဖြစ်နေတာရောအများကြီးပဲမဟုတ်လားဆေးုံဆေးကန်းသွားကြည့်လိုက်ပြန်တော့လေလူကောင်းမှရှိရလားလို့ဒီလိုတော့တွေးเสียဖြစ်တယ်ပေါ့ခန္ဓာရဲ့ဒုက္ခကိုလက်တွေ့ခံစားနေရတဲ့ပုဂ္ဂိုလ်တွေဟာညီးတွေ့တယ်နောက်ဆုံးမှမစီကားအပ်ဘူးလို့လူတွေကစီကားတာမကြိုက်ဘူးဆိုတဲ့ဟိုးရေဝေလေးသွားကြည့်လိုက်စမ်းပါလားစီးမနေပြီဘူးလားဒါခန္ဓာဒုက္ခတွေဟာမတန်မှထင်ရှားတယ်ပေါ့ကျမ်းမာတယ်ဆိုတဲ့လူမှလည်းပဲခန္ဓာရဲ့ဒုက္ခတွေ့နေတာပဲခန္ဓာရဲ့ဒုက္ခကိုခံစားနေရတာပဲအဲ့ဒီဒုက္ခတွေကိုဒုက္ခလို့တတိမပြုတ်နိုင်လောက်အောင်ဘယ်သူကဖုံးကွယ်နေတယ်လဲလူတွေမှာမောဟလို့ဆိုတဲ့ delusion ညှော်လင့်ချက်တွေလက်ဖြင့်ကဘာဖြစ်မှလို့တပည့်ခါဘာဖြစ်မှလို့ဘယ်တော့ကောင်းစားမှလို့ဘယ်တော့ဘာဖြစ်လာမှလို့ဆိုတာတွေကနေဖုံးကွယ်ပြီးတော့လိန်ထားညာထားတာပဲတကယ်စစ်မှန်ကိုသိပြီဆိုလို့ရှိရင်ခန္ဓာကိုယ်ကြီးကတကယ်ကြောက်စရာကောင်းတယ်ဆိုတာအမှန်တမ်းထင်ရှားတလောတော့က library မှာစာအုပ်တော့သွားတွေ့တယ် War of the Bodies War of the Bodies ခန္ဓာလောကသူရဲ့သဘာဝခန္ဓာကိုယ်တွေကခန္ဓာကိုယ်ကြီးတစ်ခုလုံးကိုရိုက်ပြထားတယ်အနာတမီကျမ်းကလို့ပုံနေပေါ့လူရဲ့ပုံအစစ်တွေကိုရိုက်ပြထားတဲ့သဘောရှိတယ်အဲ့ထက်မဲ့အတွင်းကလေးစားတွေရောမဖုံးမကွယ်အယိုးတွေအကြောတွေအသားတွေသွေးတွေအကုန်လုံးရှိမကောင်းရှုမကောင်းမြင်မကောင်းလူတွေခန္ဓာကိုယ်ဒါရှိတာမှဟုတ်ကလားလို့အပြင်ကနေအဝတ်ကလေးဝတ်အရေပြားလေးဖုံးထားအသားရည်လေးကအရေပြားလေးနဲ့ဖုံးထားတော့အသားကဖြူဖြူသို့မဟုတ်အသားလေးကညိုညိုသို့မဟုတ်အသားလေးကဝါဝါနဲ့ဆိုဟုတ်တယ်အောင်ထင်နေတာအဲ့ဒီအရေးပြားလေးရဲ့ဟိုဘက်ကိုဖောက်ကြည့်လိုက်တာနဲ့တပြိုင်နက်ကြောက်ခမန်းလိလိတွေ့ပါဗျာတကယ်ကြောက်ခမန်းလိလိပဲအဲ့ဒီ War of the Body ဆိုတဲ့စာအုပ်ထဲမှာကြည့်လိုက်လို့ရှင်အတော့ကိုလူရဲ့တဘာဝအကုန်လစ်ပြီးတော့ပြထားတာဖြစ်နေမြတ်စွာဘုရားကဒေသနာတော်နဲ့ဟောထားတာတစ်ခုရှိတယ်စာနဲ့တရုပ်ဖော်ထားတာပုံနဲ့တရုပ်ဖော်ထားတာမဟုတ်တော့စာနဲ့တရုပ်ဖော်ထားတဲ့အခါကျတော့တော်တော်စဉ်းစားမှသိတဲ့သဘောဘုရားကဘယ်လိုတရုပ်ဖော်ထားတော့ဆိုအဋ္ဌိနံနဂရံကတံမန္တလောဟိတလေပနံလူခန္ဓာကိုယ်ကြီးကိုတရုပ်ဖော်ပြထားတာအဋ္ဌိနံနဂရံဆိုတာအယိုးအိမ်ကြီးလို့ပြောတာ skeleton
ခန္ဓာကိုယ်ကိုကျန်တာတွေဖယ်ထားလိုက်အယိုးစုကြီးအလုံးမြင်ဘူးနေတာတို့တွေရဲ့ခန္ဓာကိုယ်ဘာနဲ့တိဆောက်ထားတာတော့ဆိုအယိုးတွေနဲ့တိဆောက်ထားတာအယိုးအိမ်ကြီးအယိုးစုကြီးတွေချိတ်ထားတာမြင်မယ်ဆိုရင်ကြည့်လိုက်မယ်ဆိုရင်အယိုးစုကြီးကရည်နေတယ်လို့ကြီးပဲနော်သွားတွေကအကုန်ပေါ်နေတာကိုနှာခေါင်းကြီးကကျိုးလို့နေရကြီးနေရာချိုင်လို့နှာခေါင်းရိုးကြီးနဲ့တစ်ဖြဲကြီးနဲ့ဟိုငယ်ငယ်တော့ဆိုအဲ့ပုံကြီးတွေ့ရင်အိတ်လို့ကိုမပြောဘူးကြောက်ကိုယ်ပုံမှန်လည်းမသိဘူးနော်ကိုယ်ထဲမှာဒါရှိနေမှသိမှမသိတာကမ္မထမ်းရှုဖို့တဲ့စကိုင်းတောင်ရိုးမှာလိုက်မှုကြီးထဲမှာချိတ်ထားသွားကြည့်ကြောက်လိုက်တာမပြောနဲ့ဒါဘယ်ဟာကြီးပါလိမ့်သူများဟာပဲထင်တယ်ကိုယ်ဟာလို့မထင်ဒီကကြောက်စရာကောင်းတာတစ်ဖြဲကြီးနဲ့လူဟာအပေါ်ကဖုံးထားလို့သာတမျိုးမြင်နေကြတာကိုမဖုံးမနဲ့အကုန်ခွာလှစ်လိုက်ရင်ဒီပုံစံကြီးဖြစ်သွားတာဒါကြောင့်မို့ဘုရားကအဋ္ဌိနံနဂရံကတံအယုပရိတာအင်္ဂေဟာကြီးတဲ့အပေါ်ကနေပြီးတော့အထဲထဲမှာဘာတွေလှုပ်ထားတော့ဆိုမန္တလောဟိတလေပနံအသားတွေအသွေးတွေအကြောလေးတွေကြွက်သားမြင့်လေးတွေနဲ့ထိမ့်ချုပ်ပြီးတော့အပေါ်ကအရေပါးလေးအုပ်ပေးထားအရေပါးလေးအုပ်ပေးထားတော့အယိုးတွေလည်းမမြင်အောင်အတွင်းထဲကအရာတွေကိုအကုန်လုံးမမြင်အောင်ဖုံးထားလိုက်တဲ့အခါကျတော့လှတပတ္တလို့ဒီလိုထင်ရတာပေါ့မန္တအသားတွေထည့်ပေးထားတယ်လောဟိတသွေးတွေထည့်ပေးထားလေပနအပေါ်ကနေလိမ့်ချမ်းပြီးတော့ပုံဖော်ပေးထားတဲ့အခါကျတော့ခုနကပါကြီးချိုက်နေမမြင်အောင်နှာခေါင်းကြီးကျိုးနေမမြင်အောင်နေရကြီးနေရကဟောက်ပက်ကြီးဖြစ်နေတာမမြင်အောင်အသားလေးနဲ့ဖြည့်ပေးထားတဲ့အခါကျတော့ကြည့်ပြရှုပြဖြစ်နေပြန်တကယ်ဆိုလို့ရှိရင်အယိုးစုကြီးကိုသွားချစ်တော်ကြောက်စရာကောင်းတဲ့ပုံကြီးပဲအဲ့ဒီခန္ဓာမျိုးကြီးကိုရထားတာယထဇရာစမစ္ဆုစာလူရဲ့ခန္ဓာကိုယ်ဟာအဲ့ဒီလိုအယိုးပရိသနဲ့အသားတွေအသွေးတွေထက်ပြီးတော့အပေါ်ကနေပြီးတော့အရေပြားလေးနဲ့အုပ်ထားလို့ကြည့်ပြရှုပြရှိနေတဲ့ခန္ဓာကိုယ်ကြီးထဲမှာဘာတွေထည့်ထားတော့လို့ဆိုတော့ယထဇရာစမစ္ဆုစာအိုဓာတ်တဲ့သဘောတွေပါတယ်တဲ့ထည့်ထားတယ်မစ္ဆုသေဓာတ်တဲ့သဘောတွေထည့်ထားတယ်မခိုင်ဘူးလို့ပြောတာဘယ်ဟာမှမခိုင်ဘူးအိုးမှာထည့်ထားတာတွေကမဟောင်းတဲ့အရာတစ်ခုမှမပါဘူးမအိုမဲ့အရာတစ်ခုမှမပါဘူးတဖြည်းဖြည်းဆွေးမြေ့သွားမဲ့အရာတွေကြီးပဲဆွေးမြေ့ပြီးတော့နောက်ဆုံးစွန့်လွတ်လိုက်ရမယ့်အရာတွေယထဇရာစမစ္ဆုစမာနောမခောစအဟိတောတဲ့အဲ့ဒီမဲ့လူတွေကကိုမာနတွေတက်နေမာနတွေတက်ဖို့လေဟောဒီခန္ဓာကိုယ်ကြီးထဲမှာမာနပါသေးတယ်မက္ခတဲ့ကျေစုကံမှုတွေကလည်းဒီထဲမှာအပြည့်ပဲတဲ့ကြည့်လိုက်မယ်ဆိုရင်ခန္ဓာကိုယ်ကြီးဟာတကယ်ကြောက်စရာကောင်းမှလားလို့မြတ်စွာဘုရားကအဲ့ဒီဒေသနာတော်မှာအဲ့လိုပုံဖော်ထားတာဟုတ်မဟုတ်ကိုယ့်ဘာကိုစဉ်းစားဖို့လို့စဉ်းစားတာဟာကမ္မထမ်းပဲကမ္မထမ်းအားထုတ်တယ်ဆိုတာမှန်မှန်ကန်ကန်စဉ်းစားတာကိုပြောတာဝိပဿနာဆိုတဲ့အဓိပ္ပာယ်ကပဿနာဆိုတာရှုမြင်ခြင်းပဲဘာရှုမြင်တာတော့ဆိုမမြဲတဲ့သဘောတွေကိုရှုတယ်ဆင်းရဲတဲ့သဘောကိုရှုတယ်ကိုယ်ဘာမှမတတ်နိုင်ဘူးဆိုတဲ့သဘောတွေကိုရှုမြင်တာအဲ့ဒီလိုအမှန်ရှုမြင်နိုင်တဲ့သဘောကိုဝိပဿနာဝိအနိစ္စဒုက္ခအနတ္တဆိုတဲ့အခြေအနေတွေကိုပဿနာရှုတာတဲ့ရှုမြင်တာဘာနဲ့ရှုမြင်တာတော့ဆိုဉာဏ်နဲ့ရှုမြင်တာအဲ့လိုဆိုလိုတာနော်အသိဉာဏ်နဲ့ဆင်ញင်စဉ်းစားတာနောက်တစ်ခါစကားလုံးတစ်ခုသုံးတာရှိတယ်ဒါဝိပဿနာကိုတော့ insight knowledge လို့ဒီလိုပြန်လေးရှိကြတယ် insight ထုတ်ဖောက်ပြီးတော့မြင်တဲ့အသိဉာဏ်မျိုးနောက်တစ်ခါအနုပဿနာဆိုတဲ့စကားလုံးရှိသတိပဋ္ဌာန်သုံးပါဆိုလို့ရှိရင်မဟာသတိပဋ္ဌာန်သုံးပါဆိုရင်ကာယ ानु ပဿနာဝေဒနာ ानु ပဿနာစိတ် ानु ပဿနာဓမ္မ ानु ပဿနာလို့အနုပဿနာ
ဒီဟာလဲပဿနာပဲခုနတုန်းကဝိပဿနာကဝိပဿနာဒါကအနုပဿနာအနုပဿနာဆိုတာအနုဆိုတာအမှန်တိုင်းအဖြစ်မှန်နဲ့လျော်အောင်ရှုမြင်နိုင်တာသို့မဟုတ်အနုဆိုတာအကျဉ်းချင်းအထက်ထပ်ပဿနာရှုမြင်တာတကယ်စဉ်းစားပြီးတော့တကယ်ရှုမြင်သုံးသပ်လို့ရှိရင်အမှန်မြင်လာတာဒါကြတော့ contemplation လို့ဘာသာပြန်တယ် contemplation ဆိုတာစစ်စစ်မှန်မှန်အစစ်အမှန်ကိုရှုမြင်သုံးသပ်နိုင်တဲ့ဉာဏ်ကိုပြောတာအဲ့ဒါတွေမပါဘဲနဲ့တော့သဘာဝတရားကိုစိုက်ထိအောင်မြင်နိုင်မှာမဟုတ်ဘူးတဲ့ဒါကြောင့်မို့အဲ့လိုရှုမြင်သုံးသပ်မှုဟာဝိပဿနာပဲအနုပဿနာပဲအဲ့ဒီသဘာဝတရားတွေတိုးတက်လာအောင်လုပ်တာဒီအသိဉာဏ်တွေတိုးလာအောင်လုပ်တာကိုဘာဝနာလို့ခေါ်တယ်ဘာဝနာဆိုတဲ့စကားလုံးရဲ့အဓိပ္ပာယ်ကဖြစ်စေတာနဲ့တိုးပွားစေတာဘာတွေဖြစ်စေပြီးဘာတွေတိုးပွားစေတာတော့ဆိုအသိဉာဏ်တွေဖြစ်စေပြီးအသိဉာဏ်တွေတိုးပွားစေတာဒါပြောတာနော်ဝေတသိန်းရှိတဲ့လူက2သိန်းရှိရင်ဒါတိုးလာတယ်ခေါ်တာပေါ့သိန်း100ရှိတဲ့လူကသိန်း1000ရှိလာတယ်တိုးလာတယ်ခေါ်တာပေါ့အဲ့ဒါလိုပဲဒီအသိဉာဏ်လေးဟာပထမတစ်ခါဖြစ်တယ်နောက်10ခါဖြစ်တယ်နောက်တစ်ခါအခါ20အခါ40အခါ80ဟောဒီလိုတိုးသွားတာဖြစ်မှုတွေတိုးလာတိုးတက်များပြားလာတာဘာဝနာလို့ခေါ်တယ်mental culture လို့အသာပြန်လေးရှိကြတယ်ပေါ့သို့တော့ဘာဝနာရဲ့အဓိပ္ပာယ်ကတိုးတက်ဖြစ်ပွားလာခြင်းဘာတွေတိုးတက်ဖြစ်ပွားလာတာလဲဆိုဆင်ញင်သုံးသပ်မှုတွေကြောင့်အသိဉာဏ်တွေတိုးတက်ဖြစ်ပွားလာခြင်းအမှန်မြင်မှုစွမ်းအားတွေမြင့်မားလာခြင်းအဲ့တော့အမှတ်တမဲ့မနေရဘူးကိုယ်ခန္ဓာကိုယ်ရှုမြင်သုံးသပ်တာအင်တမအကျိုးကြီးတယ်လို့ဒီလိုဆိုလို့တာနော်အကျိုးကြီးတယ်တာမန်လေးမအောင်မိနဲ့တရားထုတ်တယ်ဆိုခဏကမှ10စခန်းဝင်ရတယ်တလသွားအထုတ်တယ်2လအသွားတော့တမာရိယအောင်ကြိုးစားတာမှန်ပါတယ်တမာရိယအောင်ကြိုးစားသို့တော့အတိဉာဏ်ပါမလာလို့ရှိရင်အရက်ထဲရောက်ရင်အဲ့ဒီတမာရိတွေကကုံသွားပြီးတော့ဘယ်ပြန်ရောက်တော့ဆိုဒုံရင်းပဲနော်ဒုံရင်းပဲခါတိုင်းလိုပဲအမေခါတိုင်းနဲ့ဓာတောင်ပိုးလာသေးတယ်ဆိုငါစခန်းဘယ်နှခါဝင်ပြီးပြီတို့အဲ့ဒါလေးပိုးလာသေးတယ်နည်းနည်းပိုးလာပြီးတော့မဝင်ရသေးတဲ့လူကို तू ကလွတ်ဒေါင်းလုပ်ချင်တာတို့ကတော့တရားပဲနဲ့ချိန်အားထုတ်တာသူတို့တော့တခါမှသွားဘူးသေးဘူးလွတ်ဒေါင်းလေးလုပ်ထားတယ်တနာစရာလို့သူစိတ်ထဲမှာထင်လာတတ်သေးတယ်တော့အဲ့ဒီလိုထင်တာကိုကိုယ်အမှားလို့ဆိုတာကိုသိချင်မှသိတာဟောတကယ်ကကိုယ်နဲ့နှိုင်းရှင်ပြီးတော့သူများကိုဒီလိုသွားပြီးတော့ထင်တာကိုကိုယ်အမှားတစ်ခုဆိုတာဖြစ်သွားဒါမာနမှမသိဘူးပေါ့အေးကောင်းပြီတကယ်ကကိုယ်တဏ္ဍာမှာအသိဉာဏ်တွေတိုးတက်လာဖို့တရားသွားအထုတ်လာတယ်ဆိုရင်တိုးတက်မှုတွေကဘာတွေလဲဆိုလို့ရှိရင်လောဘတွေလျှော့နိုင်မလားဒေါသတွေရောကျသွားမလားအိမ်မှာနေရင်တရှုရှုတိုင်းဟိုလူမှန်ဒီလူမှန်ဟောက်စားခြင်းနော်မန်နေဂျာဟိုမှန်ဒီမှန်လောက်တဲ့သူအဆင့်ကနေလွတ်သွားပါလားဆက်ဆံရေးတွေပြေပြစ်သွားပါလားဒါလည်းတရားနဲ့တွေ့လို့ရှိရင်တိမ်မွေ့ပြီးတော့ဆက်ဆံမှုတွေပြေပြစ်သွားရမယ်သူကတရားကိုသိတဲ့လူဟာအမတန်မှပြေပြစ်သွားတယ်ဘာလို့လဲဆိုတရားအားထုတ်တဲ့အခါမှာအပြစ်တွေကိုမြင်ပြီးတော့အကောင်းတွေကိုကျင့်သုံးလာနိုင်တာကောင်းတဲ့ဘက်ကအင်အားစုတွေတိုးတက်များပြားလာတာဟုတ်အဲ့တော့ကောင်းတဲ့ဘက်ကလွှမ်းမိုးလာအဲ့တော့အကောင်းဆုံးခွဲပြောမယ်ဆိုရင်လောဘကအဆိုးအလောဘအကောင်ဒေါသကအဆိုးအဒေါသကအကောင်မောဟကအဆိုးအမောဟကအကောင်ဆိုအကောင်းတွေများလာလို့ရှိရင်ခုနကအဆိုးတရားတွေကရောပါသွားတယ်အဲ့လိုမရောပါသေးဘူးဆိုရင်ကိုယ့်ရဲ့လုပ်ငန်းဟာတိုးတက်မှုမရှိဘူးလို့ပဲဒီလိုပဲပြောရမှာနော်သွားပြီးတော့ထိုင်းနေတဲ့အချိန်လေးမှာတမာရီလေးအတော်အသင့်ရတာလေးကိုရှင်းနှက်ပြီးတော့ပြန်လာလို့ရှိရင်တော့
တမာတိဆိုတဲ့အရာဟာအာယုန်လေးတစ်ခုပေါ်မှာစိတ်ကိုငြိမ်အောင်ထားတဲ့အခိုက်အတန့်လေးပဲသူကအသိပညာကိုမဖြစ်စေဘူးအသိပညာရှိအောင်စွမ်းဆောင်မှုမပေးနိုင်ဘူးဆိုလို့ရှိရင်သိအကျိုးကြီးတွေများတာမဟုတ်ဘူးသူကဒါကြောင့်မလို့မပါဘဲတော့မလုပ်အောင်တမာတိရတော့ရှိရသို့တော့အဲ့ဒီတရားထိုင်တာရောတကယ်တမာတိရလားလို့ဆိုတောင်တွေးမြောက်တွေးအိမ်ပတခါပြန်ရောက်မှမသိတာနော်အဲ့လိုနဲ့သာရက်စီလို့ထွက်လာအဲ့တော့တမာတိတရားကလည်းရပါတယ်လို့ဥပမာပဲဆိုတော့ထွက်လေဝင်လေမှတ်တယ်ထွက်လေဝင်လေပေါ်မှာဘယ်နှစ်နာရီဘယ်နှစ်မိနစ်ဘယ်နှစ်မိနစ်ဘယ်နှစ်နာရီကိုယ်စိတ်ထဲမှာဒီအပြင်းမရောက်ဘဲနဲ့ထိန်းထားနိုင်တယ်လေဆိုဒီပေါ်မှာမူတည်တာလေမှတ်နေတဲ့အချိန်ပိုင်းလေးမှာစိတ်ချမ်းသာမှုရောရရလားသို့မဟုတ်စိတ်ကပြေးနေလို့လိုက်ဖမ်းနေရတာနဲ့ပဲမောပန်းပြီးပြန်လာတာလားဒါကိုအသိဆုံးပဲသူများမသိဘူးတရားအဲ့တော့ဘာပဲဖြစ်ဖြစ်ဝိပဿနာချင်းစဉ်ကျင့်တာကြတော့အတိညာနဲ့သွားတာသူဆင်ခြင်တုံတရားဆင်ခြင်နေတယ်ဆိုတဲ့ကဆင်ခြင်စရာအာယုန်နဲ့စိတ်ပေါ်မှာတည်ကျိန်တာကဒါသမာဓိလို့ခေါ်တာပဲအဲ့ဒါပဲခုနလိုအာယုန်တစ်ခုတည်းကိုရက်နေအောင်လုပ်တဲ့သမာဓိမျိုးကမတ္တမကြိုးစားမတ္တမကြိုးစားမှရနိုင်အခုအသိပညာကိုတွဲဖက်ပြီးတော့လာတဲ့အာယုန်တစ်ခုပေါ်မှာစူးစိုက်ပြီးတော့ဆင်ခြင်သုံးသပ်နေတဲ့အချိန်ဆင်ခြင်သုံးသပ်မှုလေးတွေနဲ့တွဲဖက်လာတဲ့သမာဓိကြတော့ဒါရောခဏိကသမာဓိရှင်းကျက်လာတဲ့အခါမှာစွမ်းအားကြီးတဲ့သမာဓိတစ်ခုဖြစ်လာတာပဲဆင်ခြင်တုံတရားကိုဆက်လက်ဖြစ်ပေါ်စေတတ်တဲ့သမာဓိအဲ့ဒီသမာဓိမျိုးကအသိဉာဏ်နဲ့တွဲဖက်လာလို့အမတ္တမတန်ဖိုးရှိတယ်လို့ဆင်ခြင်စဉ်းစားမှုဟာအမတ္တမတန်ဖိုးရှိတယ်ဒါကြောင့်မို့ပစ္စဝခဏဘဟုပကာရကုသလေတုတံနေကုသိုလ်တရားတွေထဲမှာဆင်ခြင်စဉ်းစားမှုဟာအမတ္တမအရေးပါတယ်အကျိုးရှိတယ်လို့ဒီလိုဟောတာဒါကြောင့်မို့ဆင်ခြင်တုံတရားအရေးကြီးတယ်လို့ဒီလိုပြောဆင်ခြင်စဉ်းစားပြီးတော့ပေးရကိုယ်နေစဉ်နဲ့အမျှဆင်ခြင်သုံးတတ်တယ်ခန္ဓာရဲ့အပြစ်တွေကိုဆင်ခြင်သုံးတတ်ပြီးမနေ့အိယာထားကြတဲ့သူ့အတွက်ကြီးလုံနေရပါလားဒီထက်ကနေခေါင်းကကြိုက်လာသေးတယ်သူကအဲ့ဒါကိုသူ့အတွက်လို့မထင်ဘူးကိုကခန္ဓာ၅ပါးကိုငါလို့သတ်မှတ်ထားတော့ငါလို့ပဲထင်နေတာဟောအဲ့တော့တကယ်တော့ငါလို့ပြောရလောက်အောင်ဟုတ်ကလားလို့လိုက်ရှာကြည့်လိုက်တဲ့အခါဘယ်ဟာကိုငါလို့ပြောတာတုံးဆိုတခုမှငါလို့ပြောစရာမှရှိမှမရှိငါမရှိလို့ငါဟာဆိုတာလည်းရှိမှမရှိတာလေငါလို့ပြောစရာတခုမှမရှိဘူးကိုယ့်ကိုမေးကြည့်ပေါ့မျက်စိကငါလားနားကငါလားနှာခေါင်းကငါလားလျှာကငါလားခန္ဓာကိုယ်ကြီးကငါလားစိတ်ကငါလားလို့ဆိုတခုမှငါလို့ပြောစရာမရှိဘူးလေမျက်စိကမျက်စိပဲလေသူ့လို့သူ့လောက်တာပဲနားကလည်းနားအလုံးနားလောက်တာပဲအချိန်တန်တော့သူကသူသွားနေတာပဲလေကိုကနေပြီးတော့ငါဆိုပြီးတော့ဟေးငါအစိတ်တိုင်းကြဖြစ်เสียမယ်လို့ရလားရဘူးမရဘူးဆိုတဲ့ကိုဆိုလို့ရှိရင်ကိုယ့်အကိုယ်တိုင်းလူတွေကထင်တယ်လေအေးငါအလိုကြငါလုပ်မယ်ငါအတိုင်းဖြစ်เสียတကယ်ကအကြောင်းအကျိုးညီညွတ်နေလို့ဖြစ်နေတာကိုပဲငါအလိုကြဖြစ်တယ်လို့လူကသွားထင်တာဘာနဲ့ဥပမာတူရလဲလို့ဆိုလို့ရှိရင်ဒါ50ဇတ်ထဲမှာတွေ့ရတဲ့အရက်မူးနေတဲ့နောက်ချီးပိုးတို့ရဲ့အတွေ့အမျိုးပဲတကယ်ကတော့နော်အရက်မူးတဲ့နောက်ချီးပိုးတို့တဲ့အဲ့ဒီအရက်မူးတဲ့နောက်ချီးပိုးတို့ကဘလို့တွေးတာတော့ဆိုတော့တောလန်းကြီးမှာလဲစခန်းချသွားလဲစခန်းချသွားတဲ့အခါမှာနွားတွေကလည်းပဲနွားချီးတွေစွန့်သွားတာပေါ့အဲ့ဒီမှာစခန်းချရင်လူတွေကလည်းအရက်သေးစားတွေတောက်ဘီယာတွေရက်တွေတောက်ကြံကျွင်းလေးတွေထားလိုက်တာနော်ဖိတ်ထားစင်နာလေးတွေရက်ခွက်ကလေးတွေကြံရစ်တယ်ပေါ့ပလင်းတွေကအကြံကျွန်းလေးတွေရှိတယ်အဲ့ဒီမှာနောက်ချီပိုးရိုးတစ်ကောင်ကအဲ့ဒီနာရောက်လာပြီးတော့သူကဘာလုပ်တယ်လဲဆိုလူတွေစွန့်ပစ်ထားခဲ့တယ်ခွက်ကက်လေးမှာကျန်းနေတဲ့အရက်ကလေးတွေတွေ့တော့သူကလည်းတောက်တာပေါ့သူကနည်းနည်းတောက်ရရင်မူးတယ်လေသူကနည်းနည်းတောက်လိုက်တယ်တောက်လိုက်တဲ့အခါကျတော့
တွေနဲ့သူ့ကိုယ်သူတိတ်မသိတော့နည်းနည်းကြွဆောင်လေးဖြစ်လာတယ်လူတွေမဟုတ်ဘူးနော်အဲ့နောက်ချီဖို့တို့ကောင်ကြွဆောင်လေးဖြစ်လာပြီးတော့နွားချီအစိုးပေါ်တက်နင်းလိုက်တဲ့အခါကျတော့ဟိုကဆိုဖာလို့ဣသွားတာဗောအစိုးကြီးကိုနည်းနည်းလေးဣသွားလိုက်တဲ့အခါကျတော့သူ့စိတ်ထဲမှာတအားကြီးဣသွားတယ်လို့ထင်တဲ့အခါဘယ်လိုအောင်းမေလို့ဆိုငါကိုယ်တော်မြတ်တက်လိုက်တာမခံနိုင်လို့ကြည်စမ်းငါကိုယ်တော်မြတ်ရဲ့ခန္ဓာကိုယ်မခံနိုင်လို့နောက်ချီဘုံကြီးတောင်ပြိုဣဆင်းသွားပါလားဆိုပြီးတော့မန်နေတက်လိုက်တာလေသူကနောက်ချီဘုံပေါ်တက်တိုက်ဟိုကြည့်ဒီကြည့်တော့အနာနာမှာအဲ့ဒီပဲတစ်ကိုင်းတွေချိုးစားနေတဲ့တောစင်ကြီးတကောင်မြင်တဲ့အခါကျတော့သူကဘဝင်မြင့်နေတာသူ့ကိုယ်သူတခါလဲနောက်ရှိပုံပေါ်တက်ပြီးတော့ဟိုကြည့်ဒီကြည့်ငါမှလည်းခြေလေးချောင်းရှိတယ်သူ့မှလည်းခြေလေးချောင်းရှိငါမှလည်းနှာမောင်းတယ်သူလည်းနှာမောင်းတယ်သူငါမရှင်ရဲပါဘူးဒီကောင်ကြီးဆိုပြီးတော့လှမ်းခေါ်တာသူကတိုက်ပွဲဝင်အောင်လှမ်းခေါ်တာရန်စတာပေါ့နော်ရန်စတယ်စတုပ္ပရောအဟံတမတွန်ပိတမစတုပ္ပရောငါလည်းခြေလေးချောင်းမင်းလည်းခြေလေးချောင်းငါမှလည်းနှာမောင်းတယ်မင်းမှလည်းချကြရအောင်တပွဲတလန်းရန်စတာလေရန်စတာကိုဆင်ကြီးကကြားတော့ငါ့ကိုတကြောခေါ်နေဒီအတန်စူးစူးလေးရဲ့ဘာလေးလို့ကြည့်လိုက်တော့ဒီကောင်ကသူ့ကိုရန်စပြီးတော့အော်နေတာမြင်တော့ဆင်ကြီးကအနာနာလာပြီးတော့ဒီကောင်ကခွာနဲ့ဆက်တက်လို့လည်းမတက်တော့ဘူးပေါ့သေးသေးလေးသူကနှာမောင်းနဲ့လည်းအစွဲနဲ့လည်းမထိုးတော့ဘူးနှာမောင်းနဲ့လည်းမရိုက်တော့ဘူးအဲ့တော့သူ့တော့ငါအသာလေးပဲမစင်တုံးနဲ့ဖိခဲ့တာပဲကောင်းပါတယ်ဆိုပြီးတော့ဆင်ကြီးကအဲ့ဒါသူ့ပေါ်ချိန်ပြီးတော့မစင်စွန့်ပစ်ထားပဲအဲ့ဒါ950ထဲမှာပါပါတယ်အဲ့ဇလံကနော်နောက်ဆုံးကမစင်တုံးနဲ့တခါတည်းမြုပ်နှံသိမ့်ညုတ်ပလိုက်တယ်အဲ့ဒါလိုပဲဘုန်းကြီးတို့တွေလည်းသေချာစဉ်းစားကြည့်လိုက်လို့ရှိရင်သဘာဝအစစ်မှန်ကိုမသိဘူးဆိုတဲ့အခါမှာမာနလေးတွေတက်လာတာပေါ့ထင်တလုံးနဲ့နေတာငါလို့ထင်တယ်ငါအတိုင်းငါကြောင့်ဖြစ်တယ်လို့ထင်တာမဟုတ်ဘူးသူ့အကြောင်းနဲ့သူ့အကျိုးနဲ့ညီးနေလို့ဖြစ်နေစားကောင်းတောက်ကောင်းနေငါစားကောင်းတောက်ကောင်းတယ်လို့ထင်တာမဟုတ်ဘူးဓာတ်၄ပါးညီးပြီးတော့အကြောင်းအကျိုးစီညီညွတ်နေတဲ့အခါမှာသူဖြစ်နေအကြောင်းအကျိုးမညီဘူးဆိုရင်ဟိုကအောင်ဒီကအောင်ဟိုကနာဒီကနာအဲ့ဒါတခုဒါနဲ့သူ့အတူသဘာဝကနေအစင်မပြေတဲ့အကြောင်းတရားတွေကြောင့်မလို့အကြောင်းအကျိုးမညီဖြစ်သွားတာမညီဖြစ်သွားတာနဲ့တပြိုင်နက်ဒုက္ခနာကိုဒုက္ခပေးလာသို့တော့ငါကြောင့်လို့ထင်တာတကယ်ကတော့အကြောင်းအကျိုးညီညွတ်ပြီးတော့နေတဲ့အခါမှာသူ့ဘာသူအစင်ပြေးနေရင်လေလူကထင်မြန်တယ်အစင်မပြေဖြစ်ရင်လေဟိုကြောင့်ဒီကြောင့်လည်းဖြစ်ပြန်ဒီလိုတွေအထင်အမြင်တွေပေါ်မှာဒုက္ခရောက်တာတဲ့ဒါကြောင့်မို့လို့ခန္ဓာ၅ပါးရထားတဲ့ပုဂ္ဂိုလ်တိုင်းဟာအင်မတန်မှကြီးမားတဲ့ဒုက္ခဝန်ထုပ်ဝန်ပိုးကြီးကိုထမ်းဆောင်ထားတယ်ရှင်သာရိပုတ္တရာကဘယ်လောက်ထိပြောထားတော့ဆိုခန္ဓာ၅ပါးရဲ့ဝန်ထုပ်ဝန်ပိုးကြီးကိုဘုန်းကြီးတို့တွေကမစင်စားတော့မသိဘူးဟိုယဟနာပုဂ္ဂိုလ်ကြီးကသူစဉ်းစားလို့သိတာသူဘယ်လိုဟောတော့ဆိုဘာရိတောဘဝပါရိဏဂိရိဥစ္စာရိတောယထာဒီခန္ဓာကိုယ်ကြီးရှိနေတာတကယ့်ကိုဝန်တော့မိုးကြီးပဲတဲ့သူ့စိတ်ထဲမှာတောင်ကြီးကိုရွက်ထားရတယ်လို့ပဲကဲတောင်ကြီးကိုခေါင်းပေါ်တင်ပြီးတော့ရွက်ထားရတယ်လို့တော့မဟုတ်တောင်ကြီးကိုပခုံးနဲ့ထမ်းထားရတယ်လို့အင်မတန်မှလေးလံလှပါတယ်လို့သူတို့ပြောတာနော်မြတ်စွာဘုရားကိုယ်တိုင်ကဘာရသုတ်တံမှာခန္ဓာ၅ပါးကိုဝန်တော့ဝန်မိုးကြီးလို့သူတို့ယူဆဟောထားတာဘလောက်ဝန်တော့ဝန်ပိုးဖြစ်တယ်ဆိုတာကိုယ့်အကိုစဉ်းကျင်စဉ်းစားကြည့်ပေါ့သူ့အတွက်လုပ်ပေးနေရတဲ့လုပ်ငန်းတွေဟာအမှန်တမ်းများတရက်လည်းမဟုတ်နှစ်ရက်လည်းမဟုတ်မသေးမချင်းပဲဒါကြောင့်မို့သူတော်စင်သူတော်ကောင်းတွေကြတော့ဘယ်လိုထိအောင်မြင်တော့ဆိုရင်နာဟံဓာသောပတောတုံရှံနာဟံပောတိမိဓာနိတံငါဟာမင်းရဲ့ကျွန်မဟုတ်ဘူးတဲ့ခန္ဓာကိုကျိန်းဝါတာနော်ခန္ဓာနဲ့ကိုယ်နဲ့ခွဲပလိုက်တာငါမဟုတ်ဘူးမင်းနာဟန္တာသောပတောတုံရှာငါမင်းကျွန်မဟုတ်ဘူးမင်းရဲ့အခါစားလက်ကစားမဟုတ်ဘူး
နာဟံပောတိမိဌာနိတံဒီနေ့ကစမင်းကိုငါကူမဆိုင်နိုင်ဘူးဆိုပြီးတော့သူတော်စင်သူတော်မြတ်တွေကတရားဓမ္မကိုတန်ဖိုးထားပြီးတော့ခန္ဓာကိုယ်ကြီးကိုတန်ဖိုးမထားတော့ပဲနဲ့လှုပ်တဲ့လှုပ်ထိုက်တာကိုလှုပ်ကြတယ်ပေါ့အဲ့ဒါလို့လှုပ်လို့ထူးခြားတဲ့တရားဓမ္မတွေကိုရပြီးတော့နောက်ဆုံးမှအမျက်ဆုံးချမ်းသာတစ်ခုရသွားတာခန္ဓာကိုယ်ဂရုစိုက်နေသေးသမျှကာလပတ်လုံးတော့ဒါတွေမရနိုင်ဘူးတဲ့မရနိုင်ဘူးဒီခန္ဓာကိုယ်ကြီးကတဘဝတွင်ဒုက္ခပေးတာလားလို့ဆိုဘယ်ဟုတ်တဘဝတွင်မဟုတ်ဘူးတတန်တရားလုံးဘဝခန္ဓာရနေသမျှကာလပတ်လုံးသူကစက်တိုက်လောက်နေမှာဘယ်တော့မှမရဘူးမရဘူးဒုက္ခပေးနေမှာပဲအခုလူဘဝရလာကြတယ်လူဖြစ်လာတယ်အိုးငယ်ငယ်လေးလည်းဆေးထိုးရတာပဲနော်ကလေးလေးတွေဆေးထိုးအောင်းငိုနေတာတွေတွေ့ကျမ်းမာအောင်ပြုစုရတယ်လောကမှာခန္ဓာရထားလို့ငိုရတဲ့အကျိန်ပေါင်းဟာရေတွက်ထားမယ်ဆိုအများကြီးပဲပေါ့နော်ငယ်စဉ်တောင်ကြီးကလေးဘဝတည်းငိုလာခန္ဓာကြောင့်ငိုလာတာတွေအများကြီးပဲအသက်ကြီးတော့တာဟုတ်လူရှိသူရှိမငိုရဲလို့ရှက်တာတကယ်တော့ငိုတာပဲမခံနိုင်ဘူးလေနောက်ဆုံးကြတော့ပြုရင်ဆူရင်နဲ့ဒီခန္ဓာကိုယ်ကြီးကသွားပြန်ရောဒုက္ခပေးသွားပြန်ဒီလိုဒုက္ခတွေပေးနေတဲ့သဘောတရားတွေကိုဘုန်းကြီးတို့ဆင်ញင်စဉ်းစားတတ်ဖို့လိုတယ်လို့ဒီလိုခေါ်တာမြတ်စွာဘုရားနော်တကယ်ခြုံငုံသုံးသပ်ပြီးတော့ကြည့်မယ်ဆိုရင်ခန္ဓာဒုက္ခအမှန်တမ်းကြီးမားတယ်လို့ဒီလိုပြောတာငကုလပိဋကတက္ကကြီးကိုမြတ်စွာဘုရားဟောထားတဲ့တရားတွေရှိတယ်တက္ကကြီးကအသက်80 90အရွယ်အတော်အိုမင်းလာပြီတက်ကြီးတဲ့လူတွေဆိုတာရွှေတနေ့ငွေတနေ့ရွှေတနေ့ငွေတနေ့ဆိုတာအကောင်းများမအောင်မဲ့နော်တန်မိုးကြတာကိုပြောတာဒီကနေ့ရွှေဆိုရင်လက်ဖြင့်ကငွေတစ်ခါကျတော့ကြီးဟိုကျတော့မြေအိုးတန်မိုးရော့ဆင်းသွားတဲ့သဘောကိုပြောတာရွှေတနေ့ငွေတနေ့ဆိုတာလူတွေကအမဲရွှေတနေ့ငွေတနေ့ဆိုဒီနေ့ငါရွှေလက်ဖြင့်ကကျတော့ငွေဟိုတစ်ခါကျတော့ရွှေစိန်တောင်လုံးလိုက်သေးတယ်ရတုတွေနဲ့ဗရမ ्या တောင်လှုပ်ချိလိုက်သေးတယ်နော်တက်80ဆိုဗရမ ्या ရတုတို့ဘာလို့လုံနေသေးလဲရွှေတနေ့ငွေတနေ့ဆိုတာတန်ဖိုးရောတာကိုပြောတဲ့စကားအဲ့ဒါဥရိယဘယဥရိယဗတ္ထဆိုတဲ့ဇာလံအရာပြောလူမြန်မာစကားပုံထဲမှာပါလာတာရွှေတနေ့ငွေတနေ့ဆိုတဲ့အဓိပ္ပာယ်ဥရိယဗတ္ထမင်းသမီးကိုဥရိယဗတ္ထသူ့ရဲ့ဘဝဟောင်းကမင်းသားကတရားဖြစ်သွားတဲ့အခါလာပြီးတော့စုံစမ်းတာသူ့ပေါ်တန်ရောစဉ်ရှိမရှိလာစုံစမ်းတဲ့အခါပထမနေ့ကရွှေအိုးရွှေပေးပြီးတော့လာပြီးတော့စီယုံတယ်ပေါ့လက်မခံနော်နောက်နေ့ကျတော့ရွှေမပေးတော့ငွေပေးပြီးစီယုံလက်မခံဘူးကွာအဲ့တော့အဲ့ဒီမှာသူကပြောတာစီယုံတယ်ဆိုတဲ့လူတယောက်ဟာရွှေနဲ့မရရင်စိန်ပေးရမှာပေါ့တိုးပေးရမှာတိုးမပေးဘူးရော့ပေးသွားသူကဒီကနေ့တန်ဖို့နဲ့ပြင်ကတန်ဖို့တိုးမပေးဘူးကြည့်လေခုခေတ်လေလံပြတ်တယ်ဆိုတာတိုးပေးနေရတာမဟုတ်လားလေလံကလျှော့ပေးလို့ရတာမှမဟုတ်ဘဲနဲ့လေလံအောင်ကျင်တဲ့လူကတိုးပေးရတာသူများတဲ့တိုးပေးနိုင်မှလေလံအောင်တာလေအခုသူကလေလံလာဆွဲတာလျှော့ဆွဲတာမှန်လေလံနေလဲအဲ့လိုလျှော့ဆွဲဖို့ကောင်းတာပေါ့ရွှေတနေ့ငွေတနေ့ဆိုအဲ့ဒါနောက်ရက်ကျတော့ငွေဖြစ်သွားနောက်တနေ့ကျတော့ကြီးဖြစ်သွားအဲ့ဒါပြောတာပေါ့လေလံဆွဲတယ်ဆိုတော့တိုးပေးရတယ်ဘာဖြစ်လို့ရော့ပေးတော့ဆိုပြောပြတာအဲ့ဒါမနေ့ကယုံနဲ့မင်းယုံဒီနေ့မတူတော့ဘူးလေဒီနေ့တန်မိုးကြသွားတယ်လက်ပြင်ကဒီတဲ့တန်မိုးကြသွားတယ်တစ်ခါကျဒီတဲ့အိုသွားပြီတန်မိုးကြဒါကြောင့်မို့တန်မိုးအလိုက်ပေးတယ်လို့ပြောတာအဲ့ဒီစကားကနေထွက်လာတာရွှေတနေ့ငွေတနေ့ဆိုအကောင်းပြောတာမဟုတ်ဘူးတန်ဖိုးကျသွားတဲ့သဘောကိုပြောပြတာနော်အေးလူဘဝဆိုတာအဲ့ဒါလိုပဲတနေ့ပြီးတနေ့တန်ဖိုးတွေကရော့ဆင်းသွားတတ်တာဒီသဘာဝခန္ဓာကိုယ်ရဲ့တန်ဖိုးကရော့ဆင်းမှာပဲတန်ဖိုးကြီးမားတာကခေါင်းပြောတယ်အသိဉာဏ်လေးကတန်ဖိုးကြီးတယ်အဲ့ဒီအသိဉာဏ်ကတော့တကယ်တန်ဖိုးကြီးတယ်ခန္ဓာကိုယ်ရဲ့သဘာဝတွေကိုရှုမြင်နိုင်လာပြီသုံးသပ်နိုင်လာပြီအမှန်မြင်လာပြီဆိုတဲ့ဒီအသိဉာဏ်ကြတော့တနေ့တည်းတနေ့ကြီးပွားတန်ဖိုးကြီးလာတာသူ့ကြတာ
အဲ့ဒါကြတော့တန်ဖိုးကြည့်တယ်အဲ့တော့တန်ဖိုးမရှိတာကိုတန်ဖိုးရှိတယ်ထင်ပြီးတော့အချိန်ကြီးဖြုံးနေမယ်တန်ဖိုးရှိတာတွေကိုရအောင်မယူလိုက်ဘူးဆိုလို့ရှိရင်တန်ဖိုးမဲ့တာပဲတို့တယ်ဘူးဘွားတဲ့ခုဟာဆုံးသက်သွားတယ်အဲ့ငကုလပိဋကတကာကြီးကမြတ်စွာဘုရားစီလာတဲ့အခါသူကဘာလျှောက်တော့ဆိုရှင်ဘုရားတဲ့တပည့်တော်မကြမ်းမှာတော့အရှင်ဘုရားစီလည်းခဏခဏမရောက်နိုင်ဘူးတဲ့ဉာဏ်တန်ဃာတွေကိုလည်းခဏခဏလာမဖူးနိုင်ဘူးတဲ့တပည့်တော်အသက်ရွယ်ချီလာပြီတဲ့အိုမင်းရင်ရောခန္ဓာကိုယ်ကလည်းအမြဲတမ်းဟိုနာနာဒီနာနာလို့ဆိုတော့မြတ်စွာဘုရားကပြောတော့ဟုတ်တာပေါ့တဲ့ခန္ဓာကိုယ်ရဲ့သဘာဝကိုကကျက်ဥကဲ့ဥလိုပဲတဲ့ဟုတ်ကျက်ဥငဲ့ဥလေးကမှမာသေးတယ်ကျက်ဥငဲ့ဥလိုပဲကျက်ဥငဲ့ဥဆိုတာဈေးတယ်တွေအားလုံးနားလဲပါတယ်ဈေးဝယ်တဲ့လူတွေကျက်ဥဝယ်ရင်တတိထားရတော့မဟုတ်လားတို့ကြရင်ကွဲမှာပဲလေကွဲမစားတော့ပြီးပြီအဲဒါကြောင့်မလို့ကျက်ဥဝယ်ရင်တတိထားရတယ်လေချမောင်ရက်ဝယ်ရင်တိတ်တတိထားကြမလို့ဟိုထဲထိုးထဲဒီထဲထိုးထဲရကျက်ဥဝယ်ပြီဆိုလို့ရှိရင်မဖိမိအောင်တတိထားတော့ခွဲမှာကွဲသွားမှာလေအဲ့တော့ဒုက္ခနာကိုကလည်းအဲ့ဒီလိုပဲကျဲဥငဲ့ဥလို့ဟိုနာမတိုက်လိုက်နဲ့တိုက်လိုက်ကျဲသွားပေါက်သွားမလဲလိုက်နဲ့လဲရင်ဒူးကွဲခြေကျိုးလိုက်ကျိုးဟောမခိုင်မာတဲ့သဘောလေးတွေရှိအဲ့ဒါကိုမြတ်စွာဘုရားပြောတာဟောတာအရေးပါလေးနဲ့အုပ်ထားတာတဲ့လူခန္ဓာကိုယ်ဆိုတာဒါကြောင့်မို့လို့ဒီလိုမခိုင်မာတဲ့ခန္ဓာကိုယ်ကြီးကိုရရှိထားတဲ့လူတစ်ယောက်ကကျမ်းမာပါတယ်ဘာမှမဖြစ်ပါဘူးလို့ပြောရင်တဲ့မသိလို့ပြောတာမိုက်လို့ပြောတာတဲ့မြတ်စွာဘုရားခန္ဓာကိုယ်ဟာဘယ်တော့မှကျမ်းမာတယ်လို့မရှိပါဘူးကျမ်းမာတယ်လို့ပြောရင်တခဏလေးတောင်ပြောရင်အဲ့ဒါမိုက်လို့ပြောတာဒီလိုဟောတာအဲ့ဒါကြောင့်မို့လို့မြတ်စွာဘုရားကခန္ဓာကိုယ်ကြီးမကျမ်းမာလို့ညှိတွားနေတဲ့ဒကာကြီးကိုပညာပေးလိုက်တယ်ဘယ်လိုပေးတော့ခန္ဓာကိုယ်ဆိုတာသဘာဝပဲတဲ့ဘယ်တော့မှကောင်းတာရှိတာမှမဟုတ်ဘူးအဲ့တော့သူဂရုစိုက်မနေနဲ့ခန္ဓာကိုယ်ကြီးမကျမ်းမာပေမဲ့သို့မဟုတ်ခန္ဓာကိုယ်ကြီးနာကျင်နေပေမဲ့စိတ်မနာကျင်စေရဘူးလို့ဒီလိုကျင့်ဟောဘုရားအဲ့ဒါဟောတာခန္ဓာကိုယ်နာကျင်နာပါစေဂရုစိုက်မနေနဲ့စိတ်ကလိုက်မနာစေနဲ့တဲ့အဲ့ဒီနောက်ဒါမြတ်စွာဘုရားရဲ့အဆုံးအမတစ်ခုဒီတရားလေးဟောလိုက်တော့ဒကာကြီးကသိတ်ကိုသဘောကျသွားပြီစိတ်ချမ်းသာသွားတာဟုတ်တယ်ငါကတန်ဖိုးမရှိတဲ့ခန္ဓာကိုယ်ကြီးငါဘလောက်ဂရုစိုက်စိုက်အိုမရဲ့အိုမှာပဲသူကရှော့မှာမဟုတ်တာအဲ့ဒီအိုမြဲအိုမဲ့ခန္ဓာကိုယ်ကြီးနောက်ကိုငါဘာလို့ဂရုစိုက်နေရမှာလဲအရေးကြီးတာတော့ငါရဲ့အသိဉာဏ်လေးနဲ့ငါရဲ့တရားဓမ္မဟာဒါသာတန်ဖိုးရှိတာလို့တန်ဖိုးကိုကွဲကွဲပြားပြားဘယ်ဟာကအရေးကြီးတယ်ဘယ်ဟာအရေးမကြီးဘူးဆိုတာသိလာသည့်အတွက်ကြောင့်ခန္ဓာကိုယ်ကြီးနာကျင်နာပါစေစိတ်မနာရအောင်ငါလုပ်မယ်ဟောဒါလည်းအမှန်တမ်းမှတ်သားစရာကောင်းတယ်မြတ်စွာဘုရားဟောတာလေဘုန်းကြီးတို့တွေနေ့စဉ်နဲ့အမျှခန္ဓာကိုယ်ကြီးကိုဂရုစိုက်နေပြီမဲ့လို့စိတ်ကိုဂရုစိုက်တဲ့လူကအမှန်တမ်းနဲတယ်လေစိတ်ကြတော့လွတ်ထားလိုက်တာရုပ်ကြတော့ပြင်လိုက်တာမပြောနဲ့မှန်ရှိသွားရက်ပြင်တာရုပ်ပဲအားလုံးကရုပ်ပဲပြင်နေတာပဲကိုယ့်အကိုပြင်တာအားမရလို့beauty parlor တို့ဘာတို့စီသွားပြင်လိုက်သေးတာနော်ခါလက်သေးဆိုပုံစံမျိုးစုံဆိုးမလှအောင်ပြင်ကြတယ်ဆင်ကြတယ်ဝတ်ကြတယ်အဲ့ဒါလို့ပြင်းနေတာကြီးရရောတကယ်ရောသာဝရကြီးဟုတ်ကဲ့လားလို့ဆိုဘယ်ဟုတ်မှာပြင်းနဲ့အယုတ်ဆိုးသွားတာပဲပြင်းနဲ့အယုတ်ဆိုးသွားတာပြင်လို့ပိုလှတာလို့မရှိဘူးအဲ့တော့ပြင်လို့ပိုလှလာတာကဘာလဲလို့ဆိုရင်စိတ်ပဲပြင်လေလှလေပြင်လေအထက်တန်းရောက်လေမြင့်မားတဲ့စိတ်ဓာတ်တွေရလာလေအသိဉာဏ်တွေကျွယ်ဝလာလေတန်ဖိုးရှိလာလေစိုးရိမ်မှုတွေနည်းလာလေအသိဉာဏ်တွေကျွယ်ဝလာလေစဉ်းစားတတ်လေဆင်ခြင်တတ်လေတိမ်မွေ့လာလေဟောဒီလိုဖြစ်တာပြင်လို့လှတာစိတ်ပြင်လို့မလှတာရုပ်ပဲဒါကြောင့်မို့လို့ခန္ဓာကြီးနဲ့ပတ်သက်လာတဲ့အခါမှာတာမန်အနေထားတဲ့ပို့ပြီးတော့သူ့ပေါ်မှာယုံကြည်အားကိုးလို့မဖြစ်ဘူးတဲ့ခန္ဓာဟာအဆိုးဆုံးဒုက္ခတွေခန္ဓာနဲ့ဒုက္ခပေးတဲ့ထဲမှာသူဟာအဆိုးဆုံးပဲ
လူကိုဒုက္ခအပေးဆုံးဟာခန္ဓာ၅ပါးပဲလို့ဒီလိုပြောအောင်သေတာဘယ်သူတုံးလို့မေးရင်ဒီခန္ဓာ၅ပါးပဲတတ်တာကဘယ်သူကတတ်တာတုံးဆိုခန္ဓာ၅ပါးခန္ဓာ၅ပါးကလေမြတ်စွာဘုရားကလူတသမားဆိုတာခန္ဓာ၅ပါးကိုပဲပြောတာခန္ဓာ၅ပါးကသူကတစ်ခုပြည့်ရင်ကျန်တာတွေပါဆွဲခေါ်သွားတာလေဥမာမဲ့ပထဝီဓာတ်ပြည့်ရင်ကျန်တာဆွဲခေါ်သွားတာကြားဘူးကြတယ်မဟုတ်လားလေဖြတ်သွားတယ်ဆိုတာဒါဝါယောဓာတ်ကနေပြီးတော့ကျန်တာတွေဆွဲခေါ်မသွားဘူးလားအေးနှလုံးသွေးရပ်သွားတယ်ဆိုတော့လည်းဆွဲခေါ်သွားတာပဲအကုန်လုံးကနှလုံးကရပ်သွားရင်လည်းဒီကုလုံးဆွဲခေါ်သွားတာပဲလေကျန်တာတွေပါတတ်သွားတာပဲသူ့ကြည့်သွားပါလားနှလုံးသွေးရပ်သွားတယ်ဆိုရင်ကဲဒီပြင်သွေးတွေကသူ့ဆက်ခုံနေပေါ့ဘာလို့သူရပ်ပြရမှာလဲသူ့နောက်လိုက်မသွားကြနဲ့ပေါ့အခုတော့ဟောနှလုံးသွေးကြောပိတ်လို့တဲ့နှလုံးခုံရပ်သွားတယ်တည်တယ်ဆိုသူတတ်သွားတာပဲအကုန်လုံးဟာဟောအဲ့တော့ဒီယုတ်တရားတွေဝေဒနာတင်ညာသင်္ခါရဝိညာဉ်ဆိုတဲ့ခန္ဓာတွေဟာလူတတ်သမားလည်းဟုတ်တယ်သေလည်းသေတတ်တယ်တတ်လည်းတတ်တတ်တယ်သူတို့ကျန်တာတွေပါဖြည့်ဆည်းပြီးတော့သွားတယ်ဒါကြောင့်မလို့သူတို့ရဲ့သဘာဝတွေကိုဆင်ញင်စဉ်းစားနိုင်ရမယ်တဲ့ဆင်ញင်စဉ်းစားတဲ့အခါမှာဘယ်လိုအတိုင်းအတာထိရောက်အောင်ဆင်ញင်စဉ်းစားရမလဲဆိုမြတ်စွာဘုရားဟောထားတာဒါဝိပဿနာတရားနဲ့ကျင့်ကြံကြုတ်ကုတ်အားထုတ်မယ်ဆိုလို့ရှိရင်ဒီအသိဉာဏ်တွေတဖြည်းဖြည်းရလာတပ္ပတောနာမရူပတမေယတနတ္ထိမမယိတံဘယ်လိုအတိုင်းအတာထိလောက်ရမလဲဆိုရင်အခုလိုနံတရားတွေယုတ်တရားတွေခန္ဓာ၅ပါးကိုပေါ်မှာငါဟာဆိုတဲ့အတွေးမတွေးမိအောင်ငါဟာဆိုတဲ့အထင်အမြင်ကြီးပြောက်အောင်လုပ်ပါငါဆိုတဲ့အထင်မြင်ပြောက်အောင်လုပ်ပါငါဟာဆိုတဲ့အထင်မြင်ပြောက်အောင်လုပ်ပါငါဆိုတာမရှိဘူးဆိုတာကိုသိချအောင်အချိန်ချင်းအထက်ထက်ဆင်ញင်စဉ်းစား contemplation အနုပဒနာဝိပဿနာထူးထူးခြားခြားမြင်အောင်ကြည့်ရှုကြိုးစားအထောက်ပฏิညာနဲ့စဉ်းစားမှုဟာသိမြင်မှုအတွက်ထောက်ကူဖြစ်တယ်ဒါမို့တမ္မာဒိဋ္ဌိတမ္မာသင်္ကပ္ပမြတ်စွာဘုရားဟောတာတမ္မာသင်္ကပ္ပဆိုတာ right thought မှန်မှန်ကန်ကန်စဉ်းစားတာကိုပြောတာမှန်မှန်ကန်ကန်စဉ်းစားရင်မှန်မှန်ကန်ကန်မြင်လာမှာပဲဒါဝိပဿနာရှုတယ်ဆိုတာဒီစဉ်းစားမှုနဲ့လာတာပဲနော်ခန္ဓာကိုယ်ကြည့်တဲ့သဘာဝကိုစဉ်းကျင်သုံးသပ်လိုက်တဲ့အခါအမှန်မြင်လာမှာပဲအဲ့ဒါလို့အမှန်မြင်လာမှဘာဖြစ်လာလဲဆိုငါဟာမဟုတ်ဘူးဆိုတာသိလာတယ်ငါမဟုတ်ဘူးဆိုတာသိလာအဲ့ဒီပထမငါဆိုတဲ့အတွေးရဲ့ငါဟာဆိုတဲ့အတွေးဒီနှစ်ခုငါဆိုတဲ့အတွေးကဒိဋ္ဌိငါဟာဆိုတဲ့အတွေးကမာနဟောတယ်တဏှာအတ္တဆိုတာဒိဋ္ဌိအတ္တနိယဆိုတာတဏှာနော်ငါဟာစာပေလို့ပြောရင်အဟံမမတဲ့ငါဆိုတာကိုအဟံလို့ပြောတာမမဆိုတာငါအဲ့ဒီအဟံမမဆိုတဲ့အဓိပ္ပာယ်ကအဟံဆိုတာဒီနေရာမှာငါလို့ထင်နေတာကဒိဋ္ဌိမှားရွံ့တဲ့အမြင်မှားရွံ့တဲ့အမြင်ကြောင့်ငါရှိသည့်အတွက်ကြောင့်ကျန်တာတွေကိုငါဟာလို့သိမ့်ပိုက်ပြန်တယ်ဟောတဏှာလာပြန်ဒိဋ္ဌိနဲ့တဏှာနဲ့ဒီလိုသွားတာအဲ့တော့ဒိဋ္ဌိရဲ့အစွဲလန်းနဲ့ဒိဋ္ဌိကပြင်းထန်ပေမဲ့လို့တဏှာလောက်ကုတ်ကက်ကက်မလုပ်ဘူး तू ကပြုတ်လွယ်တယ်အပြစ်တော့ကြီးတယ် तू ကအားလုံးလမ်းလွဲအောင်လုပ်တယ်တဏှာကြတော့အတော်နဲ့ဖြုတ်လို့မရဘူးအတွေ့တာကစူပါဂလူးလို့ပဲတွဲတယ် तू ကအဲ့ဒါခန္ဓာ၅ပါးနဲ့ပတ်သက်လာတဲ့အခါငါဆိုတဲ့အတွေးငါဟာဆိုတဲ့အတွေးနှစ်ခုပျောက်အောင်ဝိပဿနာရှုမြင်သုံးသပ်ပါဒါအကျင့်စဉ်တစ်ခုပဲเนาะတဘာဝကိုမြင်အောင်ကျင့်လိုက်တဲ့အခါကျတော့ဘာဖြစ်လာတော့ငါဆိုတာလည်းမရှိတော့ဘူးငါဟာဆိုတာလည်းဒီထဲမှာဘာမှမတွေ့တော့ဘူးဆိုတဲ့အခါကျဘာဖြစ်တုံးဆိုအတ္တတာသနာတောစတိပြတ်သွားလို့ရှိရင်မစိုးရိမ်တော့ဘာလို့လဲဆိုငါပြတ်တာမဟုတ်ဘူးငါဟာပြတ်တာမဟုတ်ဘူးလမ်းဘေးကတစ်ပင်ကြီးတစ်ပင်လဲသွားလို့ဟမလေးတစ်ပင်ကြီးလဲသွားပါပြီတော့ငါလဲသွားပါပြီတော့ငိုတဲ့လူရှိလားငါမှမဟုတ်တာလမ်းဘေးကဟာရှိပဲဟုတ်ကဲ့အဲ့ဒီသဘောမျိုးကိုဖြစ်အောင်ဝိပဿနာဉာဏ်နဲ့ရှုရမယ်လို့ပြောတာမြတ်စွာဘုရားဟောတာနတ္တုမကတ္တုမမြတ်စွာဘုရားရူပံဘိကဝေနတ္တုမကံတံပစေထစိတ္တယဟန်တို့ယုတ်တရားကြီးကသင်တို့ဟာမဟုတ်ဘူးတဲ့တံပစေထလွတ်ထားလိုက်တွဲမနေကြနဲ့အဲ့ဒီမှာဥပမာပေးတယ်ဇေဒဝန်ကျောင်းထဲမှာတဲ့မြက်တွေတစ်ပင်တွေတစ်ကိုင်းတွေလူတွေကလိုချင်တဲ့လူတွေကမြက်တွေကိုလာရိတ်ယူတယ်အဲ့ဒီအချိန်မှာမင်းတို့ထင်သလားတဲ့ငါ့ကိုရိတ်တယ်လို့ထင်လားမထင်ပါဘူးဗျာအေးအဲ့ဒါလိုပဲခန္ဓာကိုယ်လည်းဒီတိုင်းပဲမှန်
နော်ငါဆိုတာမရှိဘူးငါဟာဆိုတာမရှိဘူးယုတ်တရားယုတ်တရားသဘာဝတရားတက်တက်တာဖြစ်တယ်ယုတ်ကယုတ်ပဲသူဆိုင်ရာဆိုင်ရာအကြောင်းကြောင့်ဖြစ်တယ်နာကနာမယ်သူဆိုင်ရာဆိုင်ရာအကြောင်းကြောင့်ဖြစ်တယ်ငါလို့ပြောစရာတခုမှမရှိဘူးငါဟာလို့ပြောစရာတခုမှမရှိဘူးဓမ္မာဓမ္မေစနင်းတိဟိတုတံပါရပစ္စည်းအကြောင်းတရားတွေ6ဓမ္မကဓမ္မတစ်ခုဖြစ်စေတာပဲဒီသဘောပဲရှိငါလို့လူတွေကဝင်ပြီးတော့ဆွဲလန်းလိုက်တာထင်လိုက်တာငါဟာလို့ဝင်ပြီးတော့တွေ့တာလိုက်တာတကယ်ကတော့ငါလည်းမဟုတ်ဘူးငါလည်းမဟုတ်ဘူးအဲ့ဒီငါနဲ့ငါဟာကိုဖြတ်နိုင်လိုက်ပြီဆိုလို့ရှိရင်ဘာဖြစ်လဲအတ္တတာသနာသောစတိနောက်ကျတော့ပြက်မှာပဲသူကအချိန်တိုင်းရင်သွားမှာသွားလာတဲ့အခါမှာလူတွေဟာဒီလိုတွေးမထားလို့ရှိရင်ငါလို့တွေးထားမယ်ငါဟာလို့တွေးထားမယ်ဆိုလို့ရှိရင်ပြက်တဲ့အချိန်ကျဘာဖြစ်တုံဆိုငိုပြီးအဲ့ချတော့ဖြစ်ရလေခြင်းလာပြီးရင်ဘတ်ထုပြီးအဲ့ကြတော့နော်ရင်ဘတ်စိတ်တိငိုကြွေးပြီးတောကတွေဖြစ်ပြီးဩငါလည်းမဟုတ်ဘူးငါလည်းမဟုတ်ဘူးလို့စောစောကတည်းကဝိပဿနာဉာဏ်မြင်နဲ့မြင်ထားတဲ့ပုဂ္ဂိုလ်တွေကြတော့ရှင်ဘတ်စိတ်တိမဖြစ်ဘူးအေးဆေးဆေးပဲငါမှမဟုတ်တာဟောနေနိုင်သွားတယ်ပေါ့ဒီလိုဆိုလိုတာနော်အဲ့ဒါကြောင့်မို့နန္တရားတွေအပေါ်မှာငါဟာပြောက်အောင်ဘာလုပ်ရမလဲငါပြောက်အောင်ဝိပဿနာကျင့်စဉ်ကိုကျင့်လို့သောတပတိမဉ္ဇဉ်ရသွားရင်ငါပြောက်သွားပြီသို့တော့ငါဟာကျန်နေသေးတယ်ငါမရှိပါဘူးဆိုမှငါဟာကျန်နေပြန်တယ်တဏှာရဲ့တွေ့တမှုလေးကျန်တယ်ဆက်ပြီးတော့ကျင့်တယ်တဂရကံဖြစ်တယ်အနာကံဖြစ်တယ်အနာကံဖြစ်ပြီဆိုရင်ကာမဂုဏ်အာယုန်နေနဲ့ပတ်သက်တဲ့တွေ့တမှုကပျောက်သွားသို့တော့ဓမ္မနဲ့ပတ်သက်တဲ့တွေ့တမှုတွေဘဝနဲ့ပတ်သက်တဲ့တွေ့တမှုလေးတွေကျန်နေပြန်ဟောယဟန္တာဖြစ်ပြီဆိုရင်တွေ့တမှုတွေလုံးဝငြိမ်သွားဘာမှမရှိတော့စူပါဂလူးဆိုတာမလာတော့အကုန်လုံးကိုယ်စိတ်ထဲမှာဘယ်မှမကတ်တော့ဘူးအာယုံကတိတော့တိတယ်မကတ်တော့ဘူးစက္ကူလေးနှစ်ချက်သူ့ဘာသူဒီတိုင်းထပ်ထားထိတော့ထိနေတာပဲဒါပေမဲ့ဒီစက္ကူနှစ်ခုကတွဲသွားသလားတွဲမသွားဘူးလားတွဲမသွားဘူးနော်ဂျားထဲမှာကဲကော်လေးထည့်လိုက်မယ်စူပါဂလူးလေးထည့်လိုက်မယ်ဆိုရင်တွဲမသွားပြီဘူးလားတွဲသွားတယ်ခွာရင်စုပ်ပြဲသွားလိမ့်မယ်နော်အဲ့ဒါဘသူကြောင့်တွဲတာတုံးဆိုစူပါဂလူးကြောင့်ဂလူးကြောင့်တွဲတာကော်ကြောင့်တွဲတာအဲ့ဒီကော်ဈေးကိုဖြေရမယ်လို့ပြောတာနော်ကော်ဈေးဟာဘာတော့တဏှာပဲအဲ့ဒီတဏှာကိုဖြော်လိုက်လို့ရှိရင်စိတ်ရှိမယ်အာယုံရှိမယ်စိတ်နဲ့အာယုံဆုံးပြီမဲ့လို့ဘာမှမဖြစ်ဘူးတဲ့နေတာထိုင်တာရှိတယ်ဒီလိုဖြစ်သွားမှာအဲ့ဒါကြောင့်မို့မြတ်စွာဘုရားကတပ္ပတောနာမရူပတ္တမိရုပ်အလုံးနာမ်အလုံးပေါ်မှာကျွင်းချက်မဲ့ငါဆိုတာငါဟာဆိုတာမရှိတော့ဘူးအဲ့ဒါလို့မရှိတော့ရင်ဘာဖြစ်လဲအတ္တတာသနာသောစတိပျက်စီးဆုံးရှုံးသွားလဲမစိုးရိမ်တော့ဘူးတဲ့အဲ့ဒါမှတကယ်ဘုရားတရားတော်ရဲ့ကျင့်စဉ်ဖြစ်ပြီးတော့နောက်ဆုံးမှာခန္ဓာပေါ်မှာတွေ့တာမှုမရှိလို့ရှိရင်အဆိုးဆုံးဒုက္ခဆိုတဲ့ခန္ဓာဟာချုပ်ငြိမ်းသွားတယ်ဒုက္ခအပေးဆုံးခန္ဓာဟာချုပ်ငြိမ်းသွားတဲ့အခါကျတော့ဘာဖြစ်လဲတန်တိပရံဒုက္ခအချမ်းသာဆုံးဖြစ်တဲ့အိဗံကိုရမှာဖြစ်တယ်ပေါ့အဲ့တော့အချမ်းသာဆုံးဒီအကောင်းဆုံးချမ်းသာကိုရကျင်တယ်ဆိုလို့ရှိရင်အဆိုးဆုံးဒုက္ခဖယ်ရှားနိုင်အောင်ပထမဖယ်ရှားတာဒီဖယ်ရှားလို့ဆိုတဲ့အခါမှာဒီယုတ်ကြီးကိုဖယ်ပြရမှာမဟုတ်ဘူးနာမ်ကြီးကိုဖယ်ပြရမှာမဟုတ်ဘူးဖယ်ခိုင်းတာကဘာတော့ခေါင်းကဂျားတဲ့ကဂလူးကိုဖယ်ခိုင်းတာဟုတ်ကဲ့ငါဆိုတဲ့တွေ့တာမှုငါဟာဆိုတဲ့ငါဆိုတဲ့အမြင်နဲ့ငါဟာဆိုတဲ့တွေ့တာမှုဒါတွေနဲ့ဆက်ဆက်ပြီးတော့အကုသိုလ်တွေကိုဖယ်ခိုင်းလိုက်တာဖယ်လိုက်တာနဲ့တပြိုင်နက်ခန္ဓာပေါ်မှာတွေ့တာမှုဆိုတာကုန်သွားတယ်ကုန်သွားတာနဲ့တပြိုင်နက်တွေ့တာမှုကုန်လိုက်တာနဲ့တပြိုင်နက်ကိလေသာတွေလည်းကုန်သွားတယ်ကုန်သွားတော့နောက်ထပ်ကိလေသာတွေကကံကိုထုတ်လုပ်နိုင်ကံကနေပြီးတော့ဒီအကျိုးတရားတွေကိုထုတ်လုပ်နိုင်စွမ်းမရှိတော့ဘူးဒါကြောင့်မို့ပထမကိလေသာဝတ်ဆိုတာပျက်စီးသွားတယ်နောက်ထပ်ကမ္မဝတ်ဆိုတာပျက်စီးသွားတယ်ဝိပါကဝကလေးကျန်နေတယ်အချိန်တန်ရင်သူကသွားမှာပဲသူကအချိန်တန်သွားတဲ့အခါကျတော့ကမ္မဝတ်လည်းမရှိတော့ကိလေသာဝတ်လည်းမရှိဘူးဝိပါကဝတ်လည်းမရှိဘူးဆိုရင်အဲ့ဒါဟာတန်တိပဲပေါ့တကယ်ငြိမ်းချမ်းတဲ့အနေအထားတစ်ခုရရှိသွားတယ်အဲ့ဒီချမ်းသာကမှတကယ်ချမ်းသာဖြစ်ပါတယ်လို့မြတ်စွာဘုရားကဒီလိုဟောတာဖြစ်ပါတယ်ဒါကြောင့်မို့တရားချစ်ခင်သူတော်စင်ပြိဿတ်တို့ဒီကြားထဲမှာတို့တွေရတဲ့ချမ်းသာဒုက္ခချမ်းသာဒုက္ခမဟုတ်ဘူးလို့ပြောတာမဟုတ်ဘူးကာမဂုဏ်အာယုန်နေနဲ့မမောပြီးတော့ပျော်ရွှင်မှုရတာဒါလည်းချမ်းသာဒုက္ခပဲ
သို့တော့အမြဲတမ်းတူတောင်းတယ်ကြောက်စရာကောင်းတယ်ဒုက္ခတွေနောက်ကလိုက်လာတယ်ကာမဂုဏ်အာယုန်တွေစွန့်လိုက်လို့ရလာတဲ့ဆံချမ်းသာလဲချမ်းသာတာပဲနော်ဆံချမ်းသာအစဉ်စဉ်ဟာချမ်းသာတာပဲသို့တော့ဒီချမ်းသာရဲ့နောက်မှာလည်းပဲဒုက္ခတွေကတန်းလန်းရှိနေသေးတယ်နောက်ဆုံးဒုက္ခတွေကနေလုံးဝဝေးသွားတဲ့ချမ်းသာဟာဝိပဿနာကျင့်စဉ်ကိုကျင့်လို့ရရှိလာတဲ့မဲ့ချမ်းသာဖို့ချမ်းသာနောက်ဆုံးမှာအရတ္တမဲ့ရတ္တဖို့ရလို့ရလာတဲ့တန်တိဆိုတဲ့နိဗ္ဗာန်ချမ်းသာပြီးတာလေတကယ်အကောင်းဆုံးချမ်းသာဖြစ်တယ်ဘယ်ဒုက္ခနဲ့မှမရောတော့ဘူးချမ်းသာတက်တက်ဖြစ်တယ်ဆိုတာမြတ်စွာဘုရားကဟောတာဖြစ်ပါတယ်ဒါကြောင့်မို့လို့အဆိုးဆုံးဒုက္ခတွေချုပ်ငြိမ်းမှအကောင်းဆုံးချမ်းသာရမှာဖြစ်တယ်ဆိုတဲ့အသိဉာဏ်လေးရအောင်ဘုန်းကြီးတို့တွေမှတ်သားနာယူကြပြီးမိမိတို့နောက်ဆုံးမှာအဆိုးဆုံးဒုက္ခကိုလည်းသိအောင်ကြိုးစားပြီးအကောင်းဆုံးချမ်းသာရအောင်ကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်းကဲမေတ္တာပို့ရအောင်တတ္တဝါများစွာခေယံကွာချမ်းသာကြပါစေတတ္တဝါများစွာခေယံကွာချမ်းသာကြပါစေမေတ္တာရေချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေမေတ္တာရေချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေသက်ရှိချမ်းသာစိတ်ချမ်းသာလူရဆန္ဒပြည့်ပါစေသက်ရှိချမ်းသာစိတ်ချမ်းသာလူရဆန္ဒပြည့်ပါစေဘုံလန္တာဒုက္ခပင်ကစားမေတ္တာပုံနေတုသင်္ကမမနောတရာတိတဗေတံဘဝယန္တုဒုက္ခန္တကာမေတ္တာပုံနေတုသင်္ကမစုပေါင်းပုတ်အပ်မေတ္တာတဟုရောင်ပြူပါဝင်းငွေလာမင်းနှင့်ရောင်ခြင်းရှဲယုံပေါင်းဆောင်ရခြင်းကြောင့်သဗ္ဗေတံကျွမဲ့ဥဒ္ဒုံလုံးစုံများစွာတတ္တဝါတို့၏မနောတရာတိမြင်မြဖြူစင်အေးကြည်လင်းသည့်ရေစင်ပြည့်တင်းစိတ်နှလုံးတည်းဟုသောရေအိုင်ကြီးအတွင်၌ဒုက္ခပင်ကသာစင်ထာဝရအေမြကြည်သာတာယာပွင့်လန်းချမ်းသာဒုက္ခတည်းဟုသောကုမုဒ္ဒရာကြာပန်တို့သည်ဘုံလန္တဝန္တာရှင်မြူဝမုံလူလျက်ကြည်နူးပွဲကြုံဖူးပွင့်ကြကုန်သည်ဖြစ်၍ဒုက္ခန္တကလေးအောင်လေးတဲ့ရောရှက်သင်ပြန့်ပိတိတည်းဟုသောယနန်းတို့သည်ဘဝယန္တုကောင်းစွာမသွေကြိုင်လိုက်၍နေကြပါစေကုန်တည်း